မျက်ရည်တွေရေလိုသုံးဘဝနောက်ပိတ်ဆုံးဒီဇလန်းဟောတော့မယ်လို့ဆိုတော့ကျွတ်တို့ပြေတယ်ရပါလိမ့်မယ်ပြိဿပြေတယ်ရလိမ့်မယ်ဇပ်ပနဲ့ချရလိမ့်မယ်ဇပ်ပနဲ့ချကြစို့လို့ဆိုတော့ကျွတ်တို့မြတ်စွာဘုရားသာသနာမှာကျမ်းဂန်တွေထဲမှာထင်ရှားစွာခဏခဏတွေ့နေရတဲ့သာဝတိခေါ်တဲ့ရွှေမြို့တော်ကြီးမှာပေါ့အဲ့ဒီသာဝတိခေါ်တဲ့ရွှေမြို့တော်မှာအကျဉ်းလင်မရဘဝရကာဇဇနီးမောင်နှံရှိတဲ့ပြိဿကြီးမှတ်ကြနော်ရကာဇလင်လုံးတဲ့လူကအမေရှိမရလုံးတဲ့လူကမရှိဆိုလက်အိမ်နောက်လိုက်ရတာကိုရောက်ခမရဲ့လင်းရဲ့သူ့ရဲ့၃ယောက်မိမများစီအိမ်တောင်ပြုတ်တဲ့အချိန်ခါမှာလက်အိမ်နောက်လိုက်ရတာဟာဓမ္မရာတဲ့ဗျို့ပိဿကြီးကြားဘူးမှာပေါ့ရောင်နောက်ပါကြတဲ့ဗါတဲ့ရောင်နောက်စရုံပါမြဲထုံးမိမများကလိုက်ရတယ်အခုခေတ်တော့မလိုက်ပါဘူးမန္တဆောက်တာတောင်သတို့သမီးအိမ်ဆောက်ရမြို့ကိစ္စမရှိဘူးတော်မြန်တရွာနဲ့တရွာရကြလို့ရှိရင်လေသတို့သားဓာတ်ဆက်ကြီးတကောကောနဲ့လှဲပေါ်တင်ပြီးလိုက်ပို့တဲ့အလုပ်တွေကရှုပ်သေးယောက်ျားလေးကကြီးလိုက်ကုန်ပါပြီရောင်လည်းမရှိဘူးစရုံလည်းမရှိဘူးမိန်းကလေးတွေကလည်းမလိုက်တော့စကားကလည်းပြောင်းသွားတယ်တရားနာကိစ္စရောင်နောက်စရုံမဟုတ်တော့ဘူးအမောက်နောက်ဘိုးကေပါတဲ့ခေကုံပြောင်းပြန်ဖြစ်ကုန်ပါပြီအဲ့ဒါအဝေနိကဒုက္ခတပါအပါအဝင်နဲ့ပြိဿကြီးအိမ်တောင်ပြုတ်တဲ့မိန်းမများမှာအဝေနိကဒုက္ခ၅ပါးရှိတယ်ပြိဿကြီးအဝေနိကဒုက္ခဘယ်နှပါးရှိဘသူတွေပါလိမ့်၅ပါးက၅ပါးပဲဖေ။မှတ်ကြနော်ရှားရှည်တယ်လည်းမအောင်ဘူးနဲ့နည်းနည်းတော့ရှည်ရအောင်အကွက်သိလားပြောတတ်တဲ့ဘုန်းကြီးမို့ကဲအဝိနိကဒုက္ခ၅ပါးရှင်းပညာရှိများရေးထားတဲ့အခုခေတ်ပညာရှိများရေးထားတဲ့စာပေါ့လေဆိုသောပြိဿနောက်ကအားလုံးအပြိုဘဝစွန့်ပစ်ချ၍အိုရမှန်ညာမိမ့်မများဤငါးပါးမလွဲအဆင်းရဲကအမြဲလစဉ်ရာသီဝင်၍မရွှင်နွမ်းလျက်ပန်းပွင့်ရ၏ရာသီဝင်၍မရွှင်နွမ်းလျက်ပန်းပွင့်ရ၏ဘာတွေလျှောက်ပြောနေပါလိမ့်မလို့မအောင်မိနဲ့ဖယားဟောထားတာတွေလျှောက်ပြောနေတယ်ဖယားဟောထားတဲ့ဒေသနာဖြစ်တော့ခင်ဗျားတို့ဘုန်းကြီးတွေပြောတဲ့အခါမှာနည်းနည်းလေးကြက်နဲ့ထင်ရင်ထင်ပါပေါ့မထင်ပါနဲ့ရှက်เสียလည်းမဟုတ်ပါဘူးလူရုပ်တော့ဗဇက်ကြီးအသားနဲ့မိဖလို့ချင်းဝင်မှမကြောက်ဘူးရည်တတ်တယ်ဘုန်းကြီးများဖယားဟောတဲ့အတိုင်းဟောတော့နည်းနည်းကြက်တယ်လို့ထင်ရင်ထင်တတ်တယ်မထင်နဲ့လိုက်တာဆိုကြမှတ်မိအောင်ပေါ့တလတစ်ချိန်ဥရုပံပွင့်တယ်ဆိုတာမိမ့်မများအဝေနိကဒုက္ခတပါအပါဝင်တဲ့တခုရှိပြီးမှတ်ခဲ့ပြုနောက်တစ်ခါဆိုလိုက်စမ်းပါထိုမတပါအစဉ်အဖြစ်လင်သာအိယာလက်ရောက်ပါ၍လက်အိမ်နောက်လိုက်တဲ့ဒုက္ခတစ်ခုထဲလိုက်တော့ဘယ်နှခုနှစ်ခုရှိပြီနော်နောက်တစ်ခါဆိုလိုက်စမ်းပါနိနာအမှန်လေးညှင်းခံရလင့်မျက်နှရိပ်မျက်နှကဲကိုကြည့်ပြီးတော့လင်ညင်းစေတာကိုခံစားပြီးတော့ခြေရင်းအလုတ်အကျွေးလှုပ်ရတာကလည်းတစ်ခုဆိုတော့ဘယ်နှခုရှိနောက်တစ်ခါဆိုလိုက်တဖန်မသွေးသားတန်တွေကိုနေရှိလများပိုက်ယူထားရှင်ဘုရားကြီး9လ10လလွယ်ရတဲ့တန်တေတစ်ခုထည့်လိုက်တော့ဘယ်နှခုတော့၄ခုဆက်ဆိုလိုက်ထင်ရှားလက်စစ်အချိန်တွေ့တော့မေမေမူမူတူဘူးနဲ့အထူးဒုက္ခမွေးဖွားရသည်
အထူးဒုက္ခမွေးဖွားရသည်သာသမီမွေးဖွားတဲ့ဒုက္ခထည့်လိုက်တော့ဘယ်နှခုတော့အကြီးဆုံးဒုက္ခပေါ့သာသမီမွေးဖွားရတယ်ဆိုတာလေယောက်ျားဖောင်စည်းမိန်းမမီးနေလို့ဆိုထားတယ်ကိုပြိဿသေမီရှင်မီနှလီရှင်တွဲပြီးတော့ချိန်ခွင်ညာတင်ဆက်လိုက်ရင်ဖြင့်သေမဲ့ဘက်မှာချိန်ခွင်ရှာထွက်တဲ့နော်ကာမတတ္တဝါတွေမို့မနေနိုင်လို့အိမ်အောင်ပြုကြပေမဲ့လို့မိမ့်မများအကြီးဆုံးဒုက္ခလို့ဆိုထားတယ်ဗျ။ဘာတဲ့ဆိုလိုက်စမ်းမအထူးဒုက္ခမွေးဖွားရသည်ငါဝအိမ်တောင်အပြစ်တော်ကဲအိမ်တောင်ပြုတဲ့အပြစ်ဘယ်နှခုတော့၅ခုရှိတယ်နော်မိမပိုင်းဆိုင်ရာကမှတ်သွားကြအိမ်တောင်ပြုတာသူများပစ္စည်းခိုးတာမှမဟုတ်ဘဲနဲ့ဘုရားအပြစ်ရှိသလားမအောင်မေးနဲ့ငါတို့ကရမ်းပြောတာမဟုတ်ဘူးဘုရားဟောထားတာဟဲ့ဒါကြောင့်တရားနာပိဋကကြီးအခုအကျဉ်းလင်မယားဘဝရကားဖြစ်တဲ့ဇနီးမောင်နှံမိန်းမကလိုက်သွားရတော့ရောက်ခမရဲ့လင်းရဲ့သူရဲ့ဘယ်နှယောက်တော့၃ယောက်အဲ့ဒီလိုနေထိုင်ပြီးတော့လာခဲ့ကြသို့တော့တရားနာပိဋကရကားဆိုတော့ဒီကနေ့မင်္ဂလာဆောင်ဒီကနေ့တညတာနေပြီးတော့မနေ့ဖြင်ကကုံရောင်းကုံဝယ်ထွက်ရမှာတဲ့ကုံရောင်းကုံဝယ်ထွက်ရမှာတဲ့တရားနာပိဋကရမှာဒါတော့ဒီကနေ့တညတာနေပြီးတော့ကုံရောင်းကုံဝယ်ထွက်ရမယ်စဉ်းစားကြည့်ပေါ့လူပြတ်တွေပြောသလိုဆိုရင်မင်္ဂလာဆောင်တဲ့နေကင်းကြဆိုတာမျိုးလို့လားမသိဘူးခရီးထွက်ရမယ်ဆိုတော့လင်မယားနှစ်ယောက်တလုံးညတွတ်နဲ့တိုင်မယ်ညအိတ်မပြောကြဘူးပေါ့ဒီလိုနဲ့မနဲ့မိုးလင်းတော့လဲလင်းလောက်တဲ့လူကလှဲပေါ်တက်လူသမင်လေပြန်လေးနမရေသောကနီမောင်ကြီးမှာခဲ့မယ်ကွယ်နမရေမှားပြီပိဋကမောင်ကြီးမရှိတော့လေလိမ့်လိမ့်မနေရပါကွယ်ညောင်ရဲ့အိုးလည်းပန်းမညှိုးစေနဲ့ဖះကိုရေချမ်းနဲ့ပန်းကတ်လို့နမရေမနဲ့မိုးလင်းမြန်တော့လေဖះကိုဆွန်းတော်တင်ကွယ်ပြီးတော့မောင်ကြီးပြန်လာစီကြောင်းပန်းတပြေနဲ့ညောင်ရည်လောင်းပြီးဆုမုံကောင်းတောင်းတော့ပြီးတော့မောင်ကြီးမရှိခိုင်နေခဲ့ရမှာကအမေအိုးကြီးနဲ့ရောက်ခမပြီမယ်လို့ကွယ်ကို့အမေကဲဆိုအောင်းမေပါလူကြီးဆိုတာဟုတ်တာမဟုတ်တာပါဒါဖြစ်တော့ပြောတတ်တယ်နော်တို့ကလည်းပြီးတာပါပဲကွယ်အမရေရောက်ခမကိုလည်းတဲ့အောင်ပေါင်းပါပြီးတော့လေမောင်ကြီးမရှိတဲ့အခိုက်အတန့်မောင်ကြီးမရှိတဲ့အခိုက်အတန့်အရက်ထဲထွက်ပြီးမလဲနဲ့နော်လင်းမရှိတော့အလဲလုံးနဲ့မိမကိုသူများအကက်ကြီးခံရတာပါတော့ကွယ်နှမရဲ့ပြီးတော့လေမောင်ကြီးမရှိတဲ့အခိုက်အတန့်မင်းကြိုက်တတ်တဲ့တဏ္ဍခါမလိမ့်မဲထားရင်ပိုကောင်းတယ်မင်းကတဏ္ဍခါရေဖုံးတော့အောင်လိမ့်ပြီးတော့အရက်ထဲထွက်လဲတာလုံးလို့မနေနိုင်လို့လိမ့်တောင်မှကိုယ်အိမ်နဲ့နေအရက်ထဲမလဲနဲ့မိမသားဆိုတာတစ်ယောက်ကနှစ်ယောက်နှစ်ယောက်ကသုံးယောက်ဆုံးပြီးရင်သူများအပြစ်ကိုပြောရတာမိမရဲ့ဓမ္မရာပါကွယ်နှမရဲ့ကျုပ်တော်မျက်စောင်းမထိုးကြနဲ့နော်ဟိုလူကြီးပြောတာတွေရှောက်ပြောနေတာမိမဆိုတာသူများအပြစ်ပြောတတ်တဲ့ဆုံးပြီးရင်ဒီဘက်တော့မသိဘူးတချို့မိမတွေလေအရထဲသူများအပြစ်ပြောမဲ့ကြံအဖုံးနဲ့အပိတ်နဲ့လက်ကုပ်ခြေကုပ်မျက်စပ်ပြစ်မေးငေါ့ညိမို့ပြောတာတော့ဘယ်သူမှရှောက်ပြောနဲ့အဖုံးနဲ့အပိတ်နဲ့နောက်တဲ့အိမ်ကူးသွားလဲညိမို့ပြောတာတော့ဘယ်သူမှရှောက်ပြောနဲ့ခိုင်းဘယ်သူမှပြောနဲ့ပြီးတော့ဘယ်သူမှပြောဘူးတရွာလုံးသူ့ကြီးကုန်ရှောက်ပြောတယ်ဟိုမရယာဘက်ပြောပါတယ်ဖြူးစီမဟုတ်ပါဘူးပြောတတ်တယ်နော်သတိထားကြဒါကြောင့်မိမသားဆိုတာ2ယောက်3ယောက်ဆိုရင်သူများအပြစ်ပြောတာတကွထွက်မလဲပါနဲ့နှမရဲ့မောင်ကြီးသွားတော့မဲလို့လှဲပေါ်ကသမင်လေပြန်လေးမှားရှာတကူပိဋကဒီလိုမှားတော့တရားနာပိဋကကြီးမရလို့သူကလည်းတပတ်လေးပခုံတင်းလို့
ခရီးသွားမဲ့လင်သားကိုလေဟောဒူးလေးတုပ်ပြီးရှ िख ိုးလွတ်တဲ့ပြိဿကြီးဘယ်လိုလုပ်လွတ်ဖြူမျိုးကဒကမတွေမှတ်စမ်းပါလိမ္မာတဲ့မိန်းမဟာခရီးသွားတဲ့လင်သားရှ िख ိုးလွတ်တဲ့မေးရအောင်စကားမစဒီတရားနာပရိသတ်ထဲခရီးသွားတဲ့လင်သားရှ िख ိုးလွတ်တဲ့မိန်းမများရွေးထုတ်ပဲ2ယောက်လောက်ရပါမဲအများကြီးနော်ရှ िख ိုးကြဗျရှ िख ိုးလွတ်တဲ့လိမ္မာတဲ့မိန်းမခုခေတ်မိန်းမတွေကတော့လက်နဲ့ရှ िख မခိုးဘူးပါးစပ်နဲ့ရှ िख ိုးတာဟုတ်တယ်သူတို့ပါးစပ်နဲ့ရှ िख ိုးတာကျုပ်ကကြားဘူးလို့ဘယ်လိုရှ िख ိုးတယ်ထင်တော့သွားမနေသွားတာမဟုတ်ဘူးတဲ့သွားတာနီးဝေ့ပတ်နေတာပဲတမျိုးကြီးဟုတ်တယ်ကျွတ်တို့တကာတွေကလည်းသွားကနေဟိုဝင်ဒီထွက်နေတူတယ်ပါးစပ်နဲ့ရှ िख ိုးကြည့်ဟိုမှာတရားနာပြိဿလက်နဲ့လက်အုပ်ချီပြီးတော့ရှ िख ိုးလွတ်ခရီးသွားတဲ့လင်သားကလည်းတရားနာပြိဿကြီးအခုကြည့်ခရီးထွက်သွားပါလေပြီမိမလှုပ်တဲ့လူကပြုံမောင်ကြီးခလုံးမတီစူမညီပန်းနဲ့မြန်ပြန်ရောက်ပါစေတော့လို့လက်အုပ်ချီရှ िख ိုးလို့ဆုမွန်ကောင်းနေတောင်းတဲ့ပြိဿလင်သားလှုပ်တဲ့လူခရီးထွက်သွားပြန်တော့လေမယားလှုပ်သူကအိမ်ကပန်းသပြေနဲ့ညောင်ရည်လောင်းပြီးတော့ဆုမွန်ကောင်းနေတောင်းတဲ့ပြိဿလင်သားခီးသွားတဲ့ခိုက်တာအိမ်ကနေပြီးတော့ပန်းသပြေနဲ့ညောင်ရည်လောင်းဆူတောင်းဒကမတွေဆူတောင်းကြနော်မှားလားမှားရတာပါခုခေတ်မိန်းမတွေဆူတောင်းပုံကတစ်မျိုးကြီးအတော်ကျင်းနာပုံပေါ်တယ်ပြိဿဘယ်လိုတောင်းနေထင်တော့အိုးပြန်မလာပြီးဟောတယ်တောင်းပုံရှိရဘယ်လိုဒီမှလည်းမသိဘူးအိမ်ပြန်လာကလေးတွေရိုက်လုံးလို့ရဲဗျမှတ်ကြနော်တောင်းရရတယ်ဗျလင်သားခလုံးမထီစူးမနီအောင်ကို့အတွက်ဩချစ်လျက်နဲ့ခွဲခွာပြီးတော့အရှာအဖွေထွက်ရကြမ်းကြမ်းမှချမ်းချမ်းသာသာပြန်ရောက်ပါစေဆိုတာမေတ္တာကြီးလောင်းရတဲ့ဗျမိမကောင်းထုံးစံနေပြောနေတာကဲဒီတော့လေမိမကောင်းနေနဲ့ပတ်သက်ပြီးနည်းနည်းတော့ပြောရအောင်ကျွတ်တို့သာသမီနဲ့ကြိတ်မြေးလေးရမြစ်ရှိထောင်ရသွားရှာတဲ့ဝိသခာဆိုတဲ့ကျောင်းအမကြီးလေလက်အိမ်နောက်ထဲတော့အဖေထင်းထင်းစရတဲ့ထေးကြီးမှာတဲ့မိမကောင်းနေမှတ်သားစရာအင်မတန်ကောင်းတဲ့ဆုံးမဆယ်ချက်ကဲပါဠိနဲ့တော့မပြောပါဘူးမြန်မာလိုလေးပေါ့လက်ချိုးပြီးနောက်ကလိုက်ဆိုလားအတွင်းမီးအပြင်မထုံနဲ့အပြင်မီးအတွင်းမသွင်းနဲ့ပေးတဲ့လူကိုပေးပါမပေးတဲ့လူကိုမပေးပါနဲ့ပေးသည်နီဖြစ်စေမပေးသည်နီဖြစ်စေပေးလိုက်ပါကောင်းအောင်နေပါကောင်းအောင်စားပါကောင်းအောင်အိပ်ပါမိကိုလှုပ်ကြွေးပါအေဥနတ်ကိုရှ िख ိုးပါဘယ်နှခုပါလဲမှတ်မိဗလားအတွင်းမိအပြင်မထုံနဲ့ဆိုတာငါသမီးရဲ့တဲ့ကိုယ်အိမ်နဲ့ဖိုထားတဲ့ထွန်းထားတဲ့မိကိုသူများညှိကူးပြီးတော့အပြင်မဲ့ယူသွားတာကိုမယူစေနဲ့လို့ပြောတာမဟုတ်ဘူးသမီးတဲ့အတွင်းမိအပြင်မထုံနဲ့ဆိုတာကအဲ့ဒီမိဆိုတာမဟုတ်ဘူးသမီးရဲ့အဲ့ဒီမီးနဲ့အလားတမှုတူတတ်တဲ့တူယုံမကပို့ပြီးတော့လောင်စေတတ်တဲ့လင်သားနဲ့ရောက်ခမရဲ့အပြစ်ကိုအယတ်ထဲထုတ်မပြောနဲ့မှတ်ကြဒကမတွေအတွင်းမိအပြင်မထုံနဲ့ဆိုတာလင်သားနဲ့ရောက်ခမအပြစ်ကိုအယတ်ထုတ်နဲ့ဆိုတာလင်းတချို့မိန်းမတွေပြောတာလုံးလို့မလေးတချို့မိန်းမတွေပြောတာလုံးလို့မလေးကျုပ်ကလင်သားမို့ပေါင်းနေရတာ तू ကကောင်းတာမဟုတ်ဘူးတဲ့အတူတူနေပြီးတော့လက်အပြစ်တွေကိုရှောက်ပြောကျုပ်ကရောက်ခမမို့အတူတူနေရတာတဲ့ဒီဖိုးကြီးကမိုးလင်းတာမဟုတ်ဘူးတဲ့အပြစ်တွေလင်သားနဲ့ရောက်ခမသဘောကောင်းရင်ကိစ္စမရှိဘူးအရာထဲကအမလေးမင်းမယားကလေမင်းအကြောင်းတွေရှောက်ပြောနေတာမလေးတော့ချွေးမကတော့အပြစ်တွေရှောက်ပြောနေတာလင်သားနဲ့ရောက်ခမကသာသဘောမကောင်းရင်အညိုအညင်
ဒီမဲ့တရားနာပြိတ္တာခံရပြီးတော့လေနောက်ဆုံးအိမ်ကနှင်ထုတ်ရိုက်တာနှစ်တာတွေဒီတန်တွေခံရယုံနေမှာကအပယ်မိထိအောင်လောင်တတ်လို့လင်သားနဲ့ရောက်ခမအပြည့်အရထဲလျှောက်ပြောတာကိုအတွင်းမိအပြင်ထုတ်တယ်လို့ဆိုတယ်။ကင်သဘောပေါက်သွားပြီပေါ့ဗျာ။အပြင်မိအတွင်းသွင်းတယ်ဆိုတာကငါသမီးတဲ့သူများအိမ်ကမိကိုညှိကူးပြီးကိုယ်အိမ်နဲ့မသွင်းနဲ့ဒါဆိုတာမဟုတ်ဘူးတဲ့အရထဲလင်သားနဲ့ရောက်ခမကိုအတိုင်တော်မထူပါနဲ့တဲ့ဒါကိုပြောတာတချို့မိန်းမတွေပြောတတ်တယ်မဟုတ်လားတောင်ပိုင်းအကောင်တွေကတော့ပဲလို့ပြောနေတာညောင်ပိုင်းအကောင်မတွေတော့ပဲလို့ဆိုနေတာတော့ဒီလိုပဲခံနေမလားအဲ့ဒီလိုအရာထဲကရံပွားမဲ့စကားတွေယူလာတော့ယောက်ျားသဘောကောင်းကိစ္စမရှိဘူးသဘောမကောင်းတော့ဟဲ့ငါသိတုံးမှနေလားဒီလိုပြောတိုင်းခံရမှာလားအမလေးဒုတ်တပြက်ဓာတ်တပြက်ဖြစ်ပြီးနောက်ကျိုင်းခုတ်ကြထိကြတတ်ကြယုံရောက်ဂတ်ရောက်ဆေးယုံရောက်လောင်တတ်တဲ့ငါသမီးတဲ့ဗျရံပွားမဲ့စကားအိမ်ထဲမသွင်းပါနဲ့ရံပွားမဲ့စကားပြောတာမဖြစ်စလောက်ကလေးနဲ့တော့ကြတော့ရံပွားမဲ့စကားအိမ်ထဲမသွင်းတဲ့ဆိုပြီးကိုယ်လင်သတ်မလို့ကြမ်းနေတာလဲမပြောပဲပြစ်မထားနဲ့အဲ့ဒါမျိုးကြတော့ပြောရတယ်ချွင်းချက်နဲ့ဆိုရသေးတာတော့ကြဥစတိလတရားနာပြီးကိုယ်လင်သတ်မလို့ကြမ်းနေတာမပြောပဲပြစ်ထားပြန်တော့လေကျုပ်တော်ဝန်ကြီးကိုပြိဿရဲ့မှတ်ထားတော့ကြည့်အခုအပြင်းမိအတွင်းသွင်းနေဆိုတာအဲ့ဒီလိုရံပွားမဲ့စကားယူလာတာကိုဆိုတယ်နောက်နံပါတ်3ကပေးတဲ့လူကိုပေးပါပေးတဲ့လူဆိုတာဘာပါလိမ့်ချင်းငှားထားတဲ့ပစ္စည်းမနှက်ဖြင်ကပြန်ပေးပါမယ်လို့ချင်းငှားပြီးတဲ့နောက်ဂရိမပြတ်ဖဲနဲ့မပြတ်မကွက်ဆက်ဆက်ပြန်ပေးတဲ့လူသည်လူသစ္စာလူဂတိရှိလို့ငါသမီးအဲ့ဒီလိုလူမျိုးကြတော့နောက်ထပ်ပြီးခေးပါငှားပါတော့အဲ့ဒါပေးတဲ့လူတဲ့ဗျို့နံပါတ်3ပြီးသွားပြီနံပါတ်4မပေးတဲ့လူဆိုတာကငါသမီးမနှက်ဖြင်ကပေးပါမယ်ဆိုပြီးတော့ချင်းငှားထားတဲ့ပစ္စည်းပေးနိုင်ပါလေကနဲ့မပေးဘဲနဲ့တစ်ဖက်ဖိနှွဲအရှိဆွဲပြီးတော့နေတဲ့လူမျိုးသည်လူဂတိလူသစ္စာမတီလို့အဲ့ဒီလိုလူမျိုးကိုနောက်ထပ်ပြီးမချေးပါမငှားပါနဲ့အဲ့ဒါမပေးတဲ့လူနံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်5ပါပါလိမ့်ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေပေးလိုက်ပါအဲ့ဒီလိုလူမျိုးကဘာဆိုတာလဲနတ်ထောင်ဆန်းပြိဿကို့အောက်ဆင်းရဲတဲ့လူတယောက်ဒီကနေ့စားစရာမရှိလို့ငွေကလေးငါးချက်လာချီးကို့တဲ့လဲဆင်းရဲတယ်ဆင်းရဲမှလည်းကိုသိဒီငွေကလေးငါးချက်ကိုပြန်ပေးပါမယ်ဆိုပြီးတော့မနှက်ဖြင်ကပေးမယ်ပြောပြီးတော့စားစရာမရှိလို့ဆံဝယ်လိုက်တော့မျက်နှငယ်လေးနဲ့လာပြောဆိုကြပါစို့ကျုပ်လေငွေငါးချက်ပေးမလို့တော့ကတ်ထားတာဒီနေ့စားစရာမရှိလို့ဝယ်လိုက်လို့မနေ့ပြင်ကကျုပ်ဆက်ဆက်ပေးပါမယ်ကိုယ့်တဲ့ဆင်းရဲမှလည်းသိတယ်မပေးနိုင်မှလည်းသိမျက်နှငယ်လေးနဲ့လည်းတောင်းတောင်းပန်ပန်လာပြောတယ်ငါသမီးတဲ့အဲ့ဒီလိုလူမျိုးကြတော့လေဟောရမရပေးမပေးဒါနအရာမှာသဘောထားပြီးငါသမီးနောက်ထပ်ပေးလိုက်ပါတဲ့ဗျအဲ့ဒီလိုလူမျိုးကပေးသင့်သည်ဖြစ်စေမပေးသင့်သည်ဖြစ်စေဆိုတဲ့လူပါတဲ့သဘောပေါက်ဗလားပြိဿနံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်6ကဘာပါလိမ့်ကောင်းအောင်နေပါသုံးသင့်တိုက်ကြီးနဲ့နေဖို့ပြောတာမဟုတ်ပါဘူးကောင်းအောင်နေပါဆိုတာကငါသမီးတဲ့လင်သားနဲ့ရောက်ခမနဲ့ကိုနဲ့ကြမ်းတပြေးတည်းမထိုင်ပိုကောင်းတယ်တက္ကမတွေကကြုတ်တရားနာရတာတော့ဟမ်းမကြဘူးအောက်မေ့မှာပေါ့လင်းနဲ့မရအတူတူနေခြင်းလို့ယူတာကြမ်းတပြေးတည်းမထိုင်ရဟန်ကြပေါင်တော်များလုံမနေပါနဲ့နေရာတကာတိုင်းမဟုတ်ပါဘူးမနေနိုင်လို့ကြမ်းတပြေးတဲ့ထိုင်တောင်မှဒူးတုတ်ထိုင်ရင်ပိုကောင်းတယ်မှန်နော်နေရာတကာတိုင်းကြီးဒူးတုတ်ထိုင်နေရမလားတုတ်ထိုင်နေရမလားဖေမဟုတ်ဘူးလေဘယ်လိုအချိန်ဘယ်လိုနေရာဘယ်လိုနေ့တွေကိုဒူးတုတ်ထိုင်ရမလဲဆိုတာကျုပ်ပြောမယ်လေချွင်းချက်ကလေးနဲ့နေ့တိုင်းမဟုတ်ပါဘူးအချိန်တိုင်းမဟုတ်ပါလူနေတဲ့အိမ်ဆိုတာရဟန်းတန်ကလည်းကြွလာတတ်တယ်မိဘဘိုးဘွားဆရာသမားဧကောင်းတောင်ကောင်းတွေလည်းလာတတ်တယ်အဲ့ဒီလိုနေ့မှလေဒူးတုတ်ထိုင်ပိုကောင်းတယ်ဒီလိုဒူးတုတ်မထိုင်မဲနဲ့
ယဟန်သံဃာနဲ့အေကောင်းတောင်ကောင်းမိတ်ကောင်းဆွေကောင်းမိဘဘိုးဘွားဆရာသမားတွေလာတဲ့အချိန်ငါသမီးတို့ကလူငယ်သဘာဝလင်နဲ့ကပ်ပြီးတော့ပူပူကက်ကတို့ကနန်းစိတ်ကနန်းနေရင်လေသူတော်ကောင်းတဲ့လူကြီးတွေမျက်တောင်မွေးစူးတတ်တဲ့သမီးတွေဒါဆိုတာပြုတ်ကောင်းအောင်နေပါသဘောပေါက်မလားပြိဿကြီးနံပါတ်6ပြီးသွားပြီပေါ့ပြိဿကြီးနံပါတ်9ကဘာပါလဲကောင်းအောင်စားပါကောင်းအောင်စားပါဆိုတာလေကြက်သားဝက်သားကြီးနေ့စဉ်ချက်စားခိုင်းတာမဟုတ်ဘူးကောင်းအောင်စားပါဆိုတာကတရားနာပြိဿကြီးမနဲ့မိုးလင်းလို့ရှိရင်သမီးရဲ့တဲ့မျက်နှာသိမျက်နှာသိရုံနဲ့မကပဲနဲ့လက်နှစ်ဖက်ကိုစင်အောင်ဆေးပါဓမ္မတွေမှတ်သွားနော်ဒီလက်ကဆွန့်ချက်မှာတဲ့ဒါကြောင့်လက်ဆေးခိုင်းတယ်ဒီလက်ကဆွန့်ချက်မှာတကားဖြစ်ဖြစ်ဒကမဖြစ်ဖြစ်မှတ်သွားကြဆွန့်ချက်မဲ့ဒကာဒကမတွေမျက်နှာသိရုံနဲ့မကဘူးလက်နှစ်ဖက်ပါစင်အောင်ဆေးတယ်အဲဒီလက်ဘာလို့ဆေးခိုင်းတာအဲ့နေတော့ခမရတို့လက်ကြောင့်ခမရတို့မသိဘူးမျက်လုံးတိုင်းနှာခေါင်းတိုင်းရာရီမနေနဲ့ဟိုရီစရာတော့မှတ်မသွားနဲ့နော်ဟောဒီလက်ကငါသမီးဆွန့်ချက်မယ်ဘုရားဆွန့်တော်တင်မယ်သံဃာတော်ဆွန့်လောက်မယ်လင်းသားနဲ့ရောက်ခမကိုခူးကျွေးမယ်မှတ်ထားဗျသက္ကိစ္စဒါနဖြစ်အောင်မှားနေတယ်ဒါကြောင့်တရားနာပိဋကကြီးဟိုမှာပုံကကောင်းအောင်စားပါဆိုတာကငါသမီးတဲ့မျက်နှာတစ်လက်နှစ်ဖက်စင်အောင်စေးချက်ပြုတ်ပြီးတော့ဘုရားဆွန့်တော်တင်တန်ဃာတော်ဆွန့်လောက်လင်းသားနဲ့ရောက်ခမအရင်ခူးကျွေးပြီးတော့ကိုကနောက်မှစားပါမှတ်ကြနောက်မှစားရမှာတဲ့လင်းသားအရင်ခူးကျွေးကိုကနောက်မှစားရကြတယ်ဗျရှင်ဗျာဟာမကြဘူးထင်တယ်ဗျတပည့်တော်တို့ကလင်းနဲ့မရတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်နှာချင်းဆိုင်လက်ရည်တပြင်းကြီးစားခြင်းတာအရှင်ဘုရားနောက်မှစားသူဟာမကြပါဘူးဘုရားလည်းမလုံနဲ့နေ့တိုင်းမဟုတ်ပါဘူးချွင်းချက်နဲ့ပြောရအောင်ဘယ်လိုနေ့တော့ဧည့်သည်လာတဲ့နေ့ကဲဆိုကြပါစို့ခင်ဗျားတို့ဟိုလင်မယား2ယောက်ရှိတဲ့အိမ်ဆိုကြပါစို့ပြည်က2ယောက်ရှိတဲ့အိမ်ထမင်းဘယ်2ယောက်စာချက်မလို့2ယောက်စာပဲချက်ပါပေါ့အဲ့ဒါဧည့်သည်တယောက်ရောက်လာပြီဆိုကြပါစို့ဧည့်သည်တယောက်ရောက်လာတော့ဘယ်2ယောက်ဖြစ်ထမင်းစားချိန်ကြတော့လေလင်မယား2ယောက်စာချက်ထားတဲ့ထမင်းကိုဧည့်သည်ရောကိုကနောက်မှမစားဘဲနဲ့ပြည်ကကြီး2ယောက်စာကို3ယောက်ထိုင်စားလို့ဝမဝအဲ့ဒါလင်သားမျက်နှာပြက်တတ်တဲ့နောက်မှစားရမှာတဲ့ဧည့်သည်အစားစားရတဲ့သမီးရဲ့တဲ့ဟင်းကုံသွားလဲအိုးလူစားလို့ဖြစ်တယ်ထမင်းမလောက်လဲထတ်ချက်လို့ရတယ်လင်မျက်နှာမပြက်ဘူးတဲ့ဒါကြောင့်အဲ့ဒါဧည့်သည်လာတဲ့နေ့ကျတော့ချင်းဉာဏ်ပညာရှိပြီးတော့နောက်မှစားမိအောင်ကြိုးစားပါသဘောပေါက်လားပြိဿလိမ္မာတဲ့မိမဒူးတုတ်ကြွေးတာဗျရင်ကောင်းအောင်ရင်ခတ်ဖို့ရက်တောင်လေးကင်နေအယိုးဖြစ်တော့တင်ကြွေးတယ်လိမ္မာတဲ့မိမခုခေတ်ကတော့သင်မကြွေးပါဘူးအသားသူတို့ဖဲ့စားခုခေတ်မိမတွေမဝါနိုင်တဲ့ခေါင်းကြီးကြလင့်မခံများတဲ့ဇွက်ကလေးပြစ်ထဲလိုက်ကြုံမဝါတတ်လို့ဒီထဲမောင်မင်းကြီးသားတွေကလည်းအလိုက်ပြောရှာတယ်ခေါင်းစားမင်းဖြစ်သဟာကြွမ်းနေဟာသူဟာလည်းသူတော့တဲ့နေတာပေါ့ဗျာမှတ်ထားကြဒုတုတ်ကြွေးရတဲ့ကဲကောင်းအောင်စားပါဒီလောက်ဆိုတော်ပါပြီလေရှေ့ဆက်ကြအောင်လို့ကျုပ်ကလည်းဘေးအလွန်ရှာရှည်ထွက်တတ်တဲ့ဘုန်းကြီးဆိုတော့ဗရိတ်ကအုပ်ဟောနေရကဲတရားနာပြည်သားကောင်းအောင်စားပါဆိုတာပြီးပါစေပေါ့နမဘလောက်ပြီးသွားတော့နမ8ကဘာပါလိကောင်းအောင်အိပ်ပါကောင်းအောင်အိပ်ပါဆိုတာဒီမဲ့တရားနာပြည်သားဖန်ကရင်မှန်ကရင်ကြီးနဲ့မှု့ရကြီးတထောင်လောက်နဲ့နိုင်လွန်ချင်းလောင်ကြီးနဲ့အိပ်ဖို့ပြောနေတာမဟုတ်ဘူးကောင်းအောင်အိပ်ပါဆိုတာငါသမီးလင်းသားနဲ့ရောက်ခမကစီးပွားရေးရှာဖွေပြီးတော့ခေါင်းအုံနဲ့ခေါင်းနဲ့ကပ်ရင်မောမောပန်းပန်းနဲ့ပျော်တတ်တယ်ဒါကြောင့်ငါသမီးကနောက်မှအိပ်ပါလင်းသားနဲ့ရောက်ခမအရင်အိပ်ပါလေကိုကနောက်မှအိပ်မနဲ့ကြပြန်တော့လေငါသမီးကအရင်ထအိမ်မှုကိစ္စကိုလုပ်ပါ
နောက်မှအိတ်ဆိုတာနော်တရားနာပိဋကသတိပြုကြဂျူတီအဆောင်ခိုင်းအဲ့ဒါကျွတ်တို့ကောင်းအောင်အိတ်ပါဆိုလိုပြီနမဘယ်လောက်ပြီးသွားတော့နမ9ကပါလိမ့်အမီးလောက်ကျွေးပါဆိုတာလေလင်သားနဲ့ရောက်ခမပြောတာအခုခမရတို့ရှိတဲ့မီးကတဘဝတည်းကလောင်နိုင်တာမီးပုံနဲ့ခုန်ချရင်လင်သားနဲ့ရောက်ခမကိုမယူသေးကအပယ်မီးထီအောင်ခံရတတ်တယ်ဒါကြောင့်လင်သားနဲ့ရောက်ခမကိုတယိုတသေးလှုပ်ကြွေးပါညအိယာခင်းပေးပါညောင်းလို့ရှိရင်နင်းနှိတ်ချိုးဖဲ့ပေးပါမှတ်သွားကြနော်တက္ကမတွေလည်းမှတ်သွားပေါ့တက္ကရာတွေလည်းဘုန်းကြီးတရားနာပြီးတော့တရားပြခြင်းပြပေါ့ဟုတ်တယ်လေအိယာခင်းလေသင်ဘုန်းကြီးတရားနာလိုက်တယ်မဟုတ်လားအိယာခင်းလေပြောရတယ်ဗျအိယာပတိခင်းပေးရတယ်တက္ကမတွေဒါပတိခုခေတ်တက္ကမတွေကတော့သူတို့မခင်းပါဘူးအိယာခင်းပြင်းလို့ရှိရင်အိတ်ချိန်ကြကလေးချီပြီးတော့သားလေးအိတ်နေလို့တဲ့လက်မအားလို့တဲ့သွားခင်းကြည့်တော့ဆိုမောင်မကြီးသားသွားခင်းလိုက်ခိုင်းလက်ခန္ဓာတဲ့တချို့မိန်းမတွေကမှတ်ထားလို့သေချာအိယာခင်းပေးရတယ်ဗျညောင်းလို့ရှိရင်နင်းနှိတ်ချိုးဖဲ့ပေးရမတဲ့တက္ကမတို့ရှုံးတယ်လည်းမအောင်မေ့နဲ့တကယ်မိမ့်မလိမ့်မကယောက်ျားဘဝဆူတောင်းရင်လင်ကိုနတ်ကဲ့သို့ယူသေးပြီးတော့အဲ့ဒါလိုပြုစုရတာဗျို့ခုခေတ်တော့နင်းနှိတ်ချိုးပေးမထင်ပါဘူးတက္ကမတွေမေးလည်းဖြေမှာမဟုတ်ဘူးတက္ကတွေလည်းမေးရအောင်တက္ကတို့ညတိုင်အနင်းနှိတ်ချိုးဖဲ့လေးများခံရရဲ့ပွင့်ပွင့်လင်းလင်းမရှိတာနော်ခက်ရှက်ရှက်နဲ့များဖြေနေလားမသိပါဘူးနမဘယ်လောက်ပြီးသွားလဲနမ30ရပါလိမ့်အေးဥနတ်ကိုရှိခိုးပါအေးဥနတ်ဆိုတာတရားနာပိဋကလင်သားနဲ့ရောက်ခမပြောနေတာပဲလင်သားနဲ့ရောက်ခမကိုညတိုင်းရှိခိုးပြီးတော့မှအိပ်ရမတဲ့ပိဋကရှိခိုးအိတ်တဲ့မိမရွေးထုတ်ရင်မေးရတာအာနန္ဒာနဲ့ကြီးဟောနေရတက္ကမတွေရှိခိုးအိတ်ကြနော်ဒီတရားဟောရတာလည်းသိတော့ဟာမကြဘူးငစုံမဲ့ဒီတရားသွားဟောတယ်တက္ကမတယောက်ကစိတ်ကူးနဲ့ပြန်တယ်ဗျဟုတ်တယ်ဘုန်းကြီးဟောတာအိမ်ကြရှိခိုးတာကောင်းခက်တယ်ဘယ်တော့မှလည်းရှိခိုးဘူးတာကမဟုတ်ဟေးရှင်မခိုးဘူးတော့လည်းကတိကတ္တကြီးသေခြင်းဆိုကလည်းသူရှိခိုးကန်းတက်မှာရှင်လည်းခိုးရင်လည်းကန်းတက်မှာလည်းကြောက်အလေထူပါဘူးအိမ်ကြမှာအိမ်နေတုံတိတ်တိတ်ရှိခိုးတာကောင်းတိတ်တိတ်ရှိခိုးမယ်ဆိုပြီးပြန်သွားတဲ့ဗျကျုပ်တရားနာပြီးတော့ညကြတော့ရှိခိုးမယ်နေ့ဆိုတော့တရားနာပြီးတော့ကောင်းမှုကြုံကြီးနဲ့ပျော်ဘူးတဲ့အကြံရှိတဲ့နေ့ပဲပျော်လိုက်ရှိခိုးခြင်းလို့မေးတယ်တော့အိပ်ပလားအိပ်သေးပါကွာစောကြီးရှိသေးအိပ်သေးမခိုးသေးဘူးကန်းတက်မှာကြောက်တော့အိပ်ဒီလိုနဲ့မနဲ့မိုးလင်းတော့လဲလင်းလောက်တဲ့လူကလှဲပေါ်တက်လူသမင်လေပြန်လေးနမရေသောကံဒီမောင်ကြီးမှာခဲ့မယ်ကွယ်နမရေမှာပြီပြိဿမောင်ကြီးမရှိတော့လေလိမ့်လိမ့်မမနေရပါကွယ်ညောင်ရေအုပ်လောက်ပါတော့ပြောပလားလောက်ဘူးမဲတာမကြဘူးလားဟိုကမောင်မကြီးသားခေါ်နေအိတ်ချင်အောင်ဆောင်ပြီအဲ့ဒီတော့မှမိမကစောင်ကြုံလေးဖွင့်ငုတ်တုတ်ထိုင်မောင်မကြီးသားတော့မောပမနဲ့အိတ်ရှာပြီရှာဖွေလုတ်ကန်ကျွေးပြီးတော့ရှစ်ခိုးတာကောင်းရင်ကမှန်တင်ဂုံပေါ်ကမိခွက်ကြီးကလည်းမှုတ်သေးဘူးခြေရင်ကပဝါလေးပခုံးတင်လို့မောင်မကြီးသားများလှုပ်ကျွေးလို့စားရဝရလှူရတန့်ရအနှောက်ရှင်းအန္တရာယ်ကင်းမိတဲ့ဘယင်းများကောက်ချင်တာတောင်းမသာမိကလာအသာမိကလာမေးပြီးမှကောက်တော်မူကြဘယင်းဆိုတဲ့လူမျိုးလည်းမေးယုံမေးတာပါကောက်ချင်စို့ပါဗမာရာဇဝင်နေလည်းခင်ဗျားတို့သိသားနဲ့ဒါကြောင့်အနှောက်ရှင်းအန္တရာယ်ကင်းမိတဲ့ပြစ်မှားမိသမျှကာယကံဝစီကံမနောကံတို့မှာပျောက်ပါစေခြင်းကဩကာသအစချီမောင်မကြီးသားကငြိမ်မနေဘူးထအထိုင်အဟိလို့လှုပ်လိုက်သူထအထိုင်ဒီလိုလှုပ်လိုက်အချင်းသောနင်းငါရကြောင့်ရှိမခိုးခြင်းနင်းငါရကြောင့်ရှိမခိုးခြင်းဘဝလွင့်မကြပါဘူးရှေးငြိမ်နေလိုက်ပြီးတော့ကခမ်းကြောပါဘူးရှေးခိုးတာငြိမ်နေလိုက်ပြီးတော့ကမြင်းကြောဝင်ထသေးတာဒါကြောင့်ဓမ္မတွေကလည်းရှေးခိုးအိတ်ကြတကားတွေကလည်းရှေးခိုးခြင်းအောင်နေကြပါလို့မှားလိုက်ပါရစေ
နောင်ရဲ့ရှ िख ိုးခြင်းခိုးနေမှာရှ िख ိုးပြန်လဲငိမ့်ငိမ့်နေတဖြည်းကြီးနဲ့ဒီနေ့တစ်မျိုးဟာဆိုသေခြင်းဆိုနောက်မခိုးဘူးသာအောင်မိတော့ကဲလင်သားနဲ့ရောက်ခမရှ िख ိုးအိပ်ရမယ်နံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်30ပြီးသွားပြီဗျို့လဲပြိဿဝိသခမကောင်းနေတဲ့ထုံးစံလဲပြိဿဝိသခဆုံးမ10ချက်ဆက်လျင်းလွန်းလို့ဘဟုတုတအတွက်ထဲ့ပြောတာပါယူသွားကြနောင်တူးမလေးတွေသမီးလေးတွေမိမကလေးတွေဆုံးမရတာပေါ့ဟဲ့ငယ်ငယ်ရွယ်ရွယ်ဖြစ်တဲ့ငတ်နှမများကလည်းဩမိမများလိမ္မာတယ်ဆိုတာမိမလိမ္မာဝိသခကြီးရဲ့အတုဒီလိုယူရမှာပါလားဟဲ့လို့အဲ့ဒါလို့အတုယူသွားကြကဲတရားနာပြိဿအခုကြည့်လေဟိုမိမခမရလဲလိမ္မာပါရဲ့လိမ္မာမနဲ့နေပြီးတော့လာခဲ့ဆူမုံကောင်းနဲ့လိမ္ပြီးတော့ဆိုတာမိမလိမ္မာဝိသခကြီးရဲ့အတုဒီလိုယူရမှာပါလားဟဲ့လို့အဲ့ဒါတညတာနေသွားတဲ့တန်ဒီခါခမရလဲလိမ္မာပါရဲ့လိမ္မာနဲ့နေပြီးတော့လာခဲ့ဆူမုံကောင်းနဲ့တောင်းပြီးတော့လာခဲ့သောလေတရားနာပရိသတ်ရေမေ့မေ့ပြောက်ပြောက်နဲ့နေလာလိုက်တာတညတာနေသွားတဲ့တန်ဒီခါတာသူမသိရှာဘူးတဲ့ဗျအိမ်နောင်နဲ့ကနဦးအစဆိုတို့အေးလာခဲ့ဒီတော့ရောက်ခမကြီးကမေးတာပေါ့ညီကြီးရတာသိမဟုတ်ဘူးထင်တယ်အိုးမင်းလည်းနားရှင်းစရာကြီးဘာတွေလျှောက်ပြောမှလည်းမသိဘာမှမသိဟုတ်လည်းမဟုတ်ပဲနဲ့မသိလဲမသိပြောတဲ့စကားလည်းမရိပ်စမ်းမိတော့ဒီလိုနဲ့ဟုတ်ပါဘူးနေလာခဲ့တဲ့ကိစ္စတဖြည်းဖြည်းတန်းတွေကရင့်လာခဲ့ရတာကိုပိဋကအဲ့ဒီလိုနဲ့တညတာခတဲ့တန်းတွေမသိပဲနဲ့ရင့်လာခဲ့ရမှဒီလိုနဲ့ဟုတ်ပါဘူးနေလာခဲ့တဲ့ကိစ္စတဖြည်းဖြည်းတန်းတွေကရင့်လာခဲ့ရတာကိုပိဋကအဲ့ဒီလိုနဲ့တညတာခတဲ့တန်တယ်မသိပဲနဲ့ရင့်လာခဲ့ရမှတဖြည်းဖြည်းနေ့စိရက်စိကြီးရောက်လာတော့ရောက်ခမအညိုးချင်းခံရယုံနေမကဒီကနေ့တော့ခေါ်ပြီးပြိဿကြီးဟေးတပေါင်းမလာခဲ့စမ်းဒီကိုမင်းလည်းငေါ့လိုက်တာအဲ့ဒါညိကြောင်အေးမိမယုံထွက်တော့အမြင့်ထွက်တော့ငါမေးတော့ကညီမဟုတ်ဘူးဆိုအခုညီကိစ္စဘူးပေါ်တယ်လို့ပေါ်ပါဘောလားအေးဟေးဒီမဲ့ငါတို့ကတော့အသက်ကြီးညီတို့တဲ့တဏိတာလို့ဂဗနမိတ်တွေပေါ်တော့ငါမေးကြတယ်မဟုတ်လားအေးဒီသာမှန်နော်ဂဗနမိတ်ဆိုတာတန်တေတီတဲ့နမိတ်ပြောတာတန်တေတီတဲ့နမိတ်ဆိုတာကလည်းဘုန်းကြီးတို့သိပြောလို့ကောင်းတာမဟုတ်ဘူးဓမ္မရာယဆိုင်ရင်တို့စံပြား6တသွေးတစ်ပြည့်ပြည့်ချောင်းတဟို့ဟိုဆိုတော့မကောင်းလို့လျှော့ထားတာဒါပတိကုန်ပါပြီဟာကုန်ပါပြီဆိုတာကလည်းဘုန်းကြီးတို့သိပြောလို့ကောင်းတာမဟုတ်ဘူးဓမ္မရာယဆိုင်ရင်တို့စံပြား6တသွေးတစ်ပြည့်ပြည့်ချောင်းတဟို့ဟိုဆိုတော့မကောင်းလို့လျှော့ထားတာဒါပတိကုန်ပါပြီဟာကုန်ပါပြီကျုပ်ကလည်းကျုပ်ပဲစက်မိပြောတတ်တဲ့ဘုန်းကြီးဒါအောင်လည်းတော်တို့အပြောခံရကဲရှိသေးတော့လေတရားနာပြိဿငါမေးတော့ကညီမဟုတ်ဘူးဆိုဒါရင်ငါသိလို့မေးခဲ့တယ်အေးဒီမဲ့ညီကြောင့်ငါသားပြန်မရောက်တာအမအေးဒီမဲ့အခုညီမလိမ္မာလို့ငါသားအိမ်ပြန်မရောက်တာမိမယုတ်ထွက်တော့ညီမျက်နှာကြည့်ရငါမိကြည့်ရနေကြည့်ရတယ်လို့ပူတဲ့ဟဲ့ဒီမဲ့ညီရှိတော့လေလေတပီးကုန်းမှာတပီးကုန်းတာပဲအေးပိုးနေတာပဲဒါကြောင့်ထွက်ညီငါအိမ်မနေနဲ့မင်းဒီလိုလည်းမပြောပါနဲ့ဒီလိုလည်းမပြောပါနဲ့သမီးမြေပြင်းနေပြီးတော့ခရီးပြင်းနှစ်ကုတ်တက်ကြီးနဲ့ဘယ်လိုသွားရပါမလို့အမေရဲ့မသွားပါရစေနဲ့သမီးပဲစီသွားလို့ပဲဒီလာရောက်မှတော့ဟေးဒီမှာညီပါကြီးဘယ်မေရဲ့အောင်သေးပေါ့အေးငါသားပြန်မရောက်တာညီချောင်းထွက်မင်းဒီလိုလည်းမပြောလိုက်ပါနဲ့အမေသားပြန်လာလို့အမေသားကသူနဲ့ခါတဲ့တန်နေမဟုတ်ဘူးဆိုရင်ဖြင့်သမီးလေထွက်ပါမယ်မေရဲ့နဲ့ညီဒါကြီးမိမကြီးရှောက်ပြောကုန်ပြီထုတ်ကြီးငါသားနားမလဲခန့်နိုင်ဘူးအေးအတိမခန့်နိုင်ဘူးအေးခန့်နိုင်ပါမလားလို့တရားနာပြိဿကြီးသူဆိုနေပြီသို့တော်လဲဟိုခမရမတော့လင်းသားနဲ့
တညတာနေလို့ခတဲ့တန်ဒီကမှန်ပါရဲ့လိမ့်လိမ့်မမှန်နေခဲ့တာလည်းမှန်ပါရဲ့မဖောက်ပြန်တာလည်းမှန်ပါရဲ့သို့တော်လည်းတညတာနဲ့မခနိုင်ဘူးလို့ရောက်ခမယူဆနေတယ်လေပြိဿမှတ်သွားကြနော်မိမပိုင်ကာမတတ္တဝါတွေဆိုတော့ဒီနေရာသင်္ကန်းစာများများယူသွားကြအောင်အမှုမဲ့အမှတ်မဲ့ဖြစ်တန်လုံးလို့ကြည်တရားနာပြိဿအတ္တနဲ့မခနိုင်ဘူးလို့ရောက်ခမယူဆနေတယ်လေပြိဿမှတ်သွားကြနော်မိမပိုင်ကာမတတ္တဝါတွေဆိုတော့ဒီနေရာသင်္ကန်းစာများများယူသွားကြအောင်အမှုမဲ့အမှတ်မဲ့ဖြစ်တန်လုံးလို့ကြည်တရားနာပြိဿတညတာနဲ့မရဘူးလို့ဆိုပေမဲ့လို့ကျမ်းဂန်အရှိသိကြတဲ့ပုဂ္ဂိုလ်တွေကြတော့လေသန္နပစ္စောတာမင်းချက်ပေါ်ကင်းကြော်လို့တန်နေခါဆိုကိုဗျဒေထမင်္ဂလိကာရဲ့ချက်ဖယားအလောင်းမာရင်ကလက်မှတ်နဲ့ရစ်လို့တန်နေခါတယ်ဆိုတာတွေတရံတစ်စစ်ယူအပ်တဲ့တန်နေတွေရှောက်ပြောလဲဆုံးနိုင်မှာမဟုတ်လို့တညတာနဲ့တန်တွေမခဘူးလို့တော့မထင်ကြနဲ့အခုတညတာခတဲ့တန်တွေမျိုးအဲ့ဒါမယုံဘူးဆိုပြီးတော့မဟုတ်ဘူးဆိုပြီးတော့ဇွတ်နှင်ထုတ်နေတယ်ထွက်တော့အေးဒီမဲ့ငါတပ်ပြန်မရောက်တာညှိကြောင်းလင်သားခရီးသွားကြအိမ်ကမိမအနေထိုင်မမှန်လို့ရှိရင်ခရီးသွားတဲ့လင်သားခလုတ်ထိစူးညိတယ်ဆိုတာလေဤလေလူတော်တဲ့နေပြီးတော့လူပြောတဲ့အတမ်းမှညှိမကြဘူးလားအေးငါသားခလုတ်ထိစူးညိတာညှိကြောင်းထွက်တော့မိမယုံကြီးမနေနဲ့ထွက်တော့နေမိပြုတ်ရှားတဲ့မိဒုက္ခတာဝတိအိမ်ကထွက်ရရှာပြီပေါ့ပြေးကကြီးမိဒုက္ခထွက်ပလားပြောရောက်ခမကြီးကြော့ပြီးတော့ဘာကမှမသိရှာတဲ့မိဒုက္ခတာဝတိအိမ်ကထွက်ရရှာပြီပေါ့ပြေးကကြီးမိဒုက္ခထွက်ပလားပြောပါဦးရေမိဒုက္ခပဲစီမှန်ပြီးတော့လိုက်လို့ရှာရပါမတော့မိဒုက္ခရဲ့ဖြစ်နေလာပြီးတော့ကြည့်လဲပါဦးမောင်ကြီးရဲ့ရိုးရိုးထွက်ရမှာကဲမိဒုက္ခထွက်သွားပြီအထုတ်လို့ဟောဒီမိဒုက္ခကြီးထွက်ရတော့မယ်မောင်ကြီးရဲ့ပွဲတယ်ဆိုရင်လွန်ကန်ဆွေးကနဲ့ထွက်မှာပေါ့ဘုန်းကြီးဆိုတော့လေရိုးရိုးထွက်ရမှာကဲမိဒုက္ခထွက်သွားပြီရာဇကြိုးမျိုးခရီးသွားတဲ့လင်သားထံမှန်းပြီးတော့လိုက်သွားလိုက်တာသစ်တပင်အောက်ရောက်တော့တခါနာသစ်ပင်မောကငှက်ကလေးများကလီချင်းရှက်လို့သူတို့ဘာသာဘာဝမြူကြတွန်ကြတော့မိဒုက္ခညှိလှောင်းနေတာနဲ့တူပါရဲ့ညှိပြောင်းနေကြတာနဲ့တူပါရဲ့သူတို့မတော့လီချင်းရှက်ပြီးတော့အဖော်စုံလင်းစွာနဲ့ငါမှအဖော်ကွဲတဲ့မိမသားလောင်ကြတာလားငါ့ကိုပြောင်းကြတာလားနဲ့ညီးရင်တွားရင်နဲ့ပဲတစ်တပင်အောက်ရောက်တော့တခါနာအမောပြေတော့ဆက်သွားနဲ့သွားလိုက်တာရာဇကြိုမြို့ပေါက်ကကျွတ်တူဇယကြီးတစ်ခုပေါ်ရောက်ပါပြီဗျာအဲ့ဒီရာဇကြိုမြို့ပေါက်ဇယကြီးတစ်ခုရောက်တဲ့အချိန်ခါမှာအမောပြေသွားဟန်ကြလိုက်တာမိဒုက္ခနိလေခြိသလုံးအိမ်တိုင်ဘဝနဲ့နေခဲ့ရဒီဇယကြီးအိမ်တော့ခွဲကမှဘာမှမကြသေးဘူးအတွင်းကနေ့စေရက်စေကမ္မဇလေးကနှင်လိုက်ဟေးဒုက္ခပါပဲဘယ်တော့မှမကြုံဘူးတဲ့ကနဦးဒုက္ခကြီးငါတွေ့ရတော့မထင်ရဲ့ပြုံမောင်ကြီးရဲ့မိဒုက္ခဖြစ်ရင်လာပြီးတော့မြင်လဲပါဦးမောင်ကြီးရဲ့အလိုဖယားမျက်လုံးနဲ့လည်းပြန်လာပါဖြင့်လားငါတယောက်တည်းကုသူမရှိကဲသူမရှိနဲ့ဒီဒုက္ခကြီးခံစားရတော့မှာပါပဲနဲ့ဂိုင်းဇရက်ပေါ်လာပြီးတော့မြင်လဲပါဦးမောင်ကြီးရဲ့အလိုဖယားမျက်လက်ပြတ်သွားမြောက်ဆိုကြပါငါတယောက်တည်းသို့တော်လည်းပဲကနဦးအစတခါမှမကြုံဘူးတဲ့ဒုက္ခကြီးတွေ့လိုက်ရတော့တယောက်တည်းလေအားကလည်းခက်ငယ်ငယ်ဆိုတော့မေ့မျောသွားရှာတဲ့ပြိဿထွားမြောက်ဆိုကြပါစို့ဗျာသို့တော်လည်းပဲကနဦးအစတခါမှမကြုံဘူးတဲ့ဒုက္ခကြီးတွေ့လိုက်ရတော့တယောက်တည်းလေအားကလည်းခက်ငယ်ငယ်ဆိုတော့မေ့မျောသွားရှာတဲ့ပြိဿကြလိုက်ပါပြီမေ့မျောပြီးတော့သွားရမှတမေ့ရလို့ထကြည့်လိုက်ဟဲအမလီယောက်ျားလေးဟဲ့
ဟန်ကြလိုက်တာသားရဲ့ဟန်ကြလိုက်ပါပြီအမေအားကိုးပြီသားရဲ့မင်းအဖေနဲ့အမေပြန်မတွေ့ရတော့လေငါသားလေးနဲ့အမေဒိုးရူပေါင်းမဲ့လှုပ်ရှားမဲသားရဲ့အမေအားကိုးပြီသားရဲ့ယောက်ျားလေးဆိုမိခင်များသိအားကိုးငါညီများလည်းအားကိုးရယောက်ျားပါစေကွာအားကိုးရရောက်အောင်လဲကြိုးစားဟဲ့ခုခေတ်မိန်းမကြီးတွေညီးတာတော့ငါကြားရတယ်ယောက်ျားလေးမမွေးကျင်တော့ဘူးဘာပြုလို့တုံးဆိုတာကိုစဉ်းစားပေါ့ငါဘာတွေလုပ်နေတုံးလို့မိန်းကလေးတွေကမှကိုပြီးရင်ပြီးလိန်ပြောကြရတဲ့အားကိုးရရောက်စေခြင်းလို့ထပ်ပြီးသတိပေးနေတာပါဟဲ့ကြည့်ခုသားယောက်ျားလေးဆိုတော့ဟန်ကြလိုက်တာအမေအားကိုးပြီကွသို့တော်လည်းငါသားနေအောင်နော်အမေခန္ဓာကိုဆေးရင်ကြောရင်ငါသားအတွက်လေအမေရေရှာရင်သွားအောင်မကွဆိုပြီးတော့ထွက်သွားလိုက်တာပရိသတ်ကြီးမိဒုက္ခလည်းထွက်သွားရောရာဇဂိုမျိုးတွေကသူ့ကြွယ်တယောက်ထွက်လာဟာခလေးငိုတံပါလားအေးကြည်စမ်းဇရပ်ပေါ်မိခင်မရှိဖခင်မရှိနဲ့ဒီကလေးတန်တဲထူးဆန်းတယ်ဆိုပြီးဇရပ်ပေါ်တက်သွားဟာနီထွေးတွေမွေးဖွားကာစကလေးပါလားတဲမိုက်တဲ့မိမကာမစိတ်ကြိုက်ကိုအလိုလိုက်ပြီးတော့ပြောခြင်းသလိုပြောပါခြင်းသလိုပါနေခြင်းသလိုနေပြီးတော့ကြည်စမ်းပါဗျာခွေးမွေးသလိုမွေးတာဖြစ်ခဲ့ကြတဲတော်တယ်မိမတွေမှန်းဆိုပြီးကောက်ကြည့်လိုက်တော့ဟာအေးအိုးယောက်ျားလေးဟာဟန်ကြပြီယောက်ျားလေးဟဲ့လူကလေးမင်းအမေကမကြလို့မွေးပြီးပြစ်ထားခဲ့ပေးမယ်လို့အဖေနဲ့ထိုက်လို့ရတဲ့သားအဖေသားပေါ့ဟန်ကြလိုက်တာကွယ်အိမ်ကသူ့ကျွဲကတော်ကြီးကလည်းသားသမီးတယောက်မှတန်တေမခလို့ရချင်းလိုက်တဲ့သားသမီးဟေးသားသမီးလိုချင်တာမရအဖေကိုလည်းခဏအပြစ်တင်နေကွယ်ညောင်ပွားပြီးတော့သားရမလားလို့ဆုတောင်းကန်းကောင်းလို့ညောင်ကိုင်းပြီးမသေးဟန်ကြလိုက်လေသားရဲ့လိုက်ခဲပြီတော့ပြေးသားကြီးခေါ်သွားပါလားဩတက္ကမကြီးတွေကိုချင်းစကောမိခင်လို့သူဘလောက်ရင်ကျိုးလိုက်မတုံးရှေ့လက်ဆက်နားထောင်ပေါ့လေလက်ခုပ်ထဲရေကလေးတွေခတ်စရာခွက်မရှိတော့တုံးနဲ့ပြောင်းလာလိုက်သားရဲ့မပြန်လာပြီသားရဲ့မိကနာရောက်ခြေပြားလေးထောက်ဟောငါထားတဲ့နေရာငါသားလေးမရှိပါလားတဖြည်းဖြည်းနဲ့လှေကားပေါ်တက်တဝက်လောက်ကြတော့တရားနာပြည်သားကြီးဟဲရှိတော့ပါဦးငါသားလေးငါထားတဲ့နေရာမရှိတော့ပါဘူးဆိုပြီးတရားနာပို့ပြီးတရားနာပြည်သားလက်ခုပ်ထဲကရေတွေလည်းပြည်ကြပြီလေမိုက်ကနဲ့ဖြစ်သွားမျက်လုံးလည်းပြာလာဇယတ်တိုင်ကိုတရားနာပြည်သားကြီးမလဲအောင်မနေထိမ့်ပြီးတော့ကင်ထားလိုက်ရတယ်ဒီလိုဇယတ်တိုင်ကိုမကင်ထားပြီးတော့သားလေးထားခဲ့တဲ့နေရာကြည့်မတွေ့ရအော်ကြည်စမ်းပါငါသားလေးဘယ်များလှိမ့်သွားပါလိမ့်မတို့မွေးကစားလေးပဲလှိမ့်နိုင်လိမ့်တို့တော့စိတ်ကထင်တာပေါ့လေတိုင်ကြားလေးတွေတဲ့ရှောက်ကြည့်အိမ်မြောင်တောက်တဲ့မှာမဟုတ်ပဲဘယ်တိုင်ကြားတဲ့ဝင်နိုင်လိမ့်သားပြောက်တော့ကြောက်ကြတဲ့ဘောထိတ်မွေပေါက်တယ်လို့နောက်တရားနာပြည်သားဖြာစုပ်အောင်လှန်ကြည့်ကြဘိုးမှမဟုတ်ပဲဘယ်တွေ့လိမ့်လက်တလုံးလောက်ရှိတဲ့ကြမ်းကြားလေးတွေကအောက်ငုံကြည့်စပစီနှမ်းစီမှမဟုတ်ပဲဘယ်ကြနိုင်လိမ့်ဇယက်တစ်ခုလုံးလှက်ပပြေးစပစီနှမ်းစီမှမဟုတ်ပဲဘယ်ကြနိုင်လိမ့်ဇယက်တစ်ခုလုံးလှက်ပပြေးမတူဇယက်အောင်ငုံကြည့်ဟေးမရှိတော့ပါဘူးတာရဲ့လူလေးရဲ့ရွှေသွေးရဲ့မလေးအမေပဲစီလိုက်ပြီးတော့ရှာရပါမတော့တာရဲ့ကိုကျိုးနေပြီမင်းအဖေနဲ့မတွေ့ပေမဲ့လို့အမေလေးအသားလေးအကိုပြီးတော့ဒိုးဒူပေါင်းမဲ့လောက်ကင်ပြီးတော့စားမယ်အောင်မေတာတာရဲ့တရိတ်ဆန်လေးနဲ့တွေ့ပြီးတော့သေပေးကြီးများဆိုက်သွားလေသလား
တာရဲ့မင်းကိုအမေပဲလိုက်ပြီးတော့ရှာရပါမတော့ဆရာအောင်ဆင်းတွေ့ရတဲ့နောက်ဆုံးမိဒုက္ခညီဒုက္ခတေမအေးတော့မထင်ပါရဲ့အခရီးတစ်လျှောက်ငါလိုဒုက္ခရောက်တဲ့လူရှိမှရှိပါမလားကြည်စံခုတော့လင်းကွယ်သားတကွယ်နဲ့ငါပဲလိုက်ပြီးတော့ရှာရပါမတော့တာရဲ့ငါသားမရှိလို့ရှိရင်ဟောဒီလောကကြီးရဲ့အမေပဲလို့လုပ်ပြီးတော့ပျော်နိုင်မှာမတော့တာရဲ့ခြေဦးနဲ့ဒူးတဲ့ရသွားတော့မယ်မိဒုက္ခကြီးရောက်ချင်ရရောက်ပါစေတော့သိတယ်ဟဲ့မိဒုက္ခကြီးရောက်ချင်ရရောက်ပါစေတော့သိတယ်ဟဲ့သိပါစေတော့သိတယ်သိပါစေတော့အမေသွားမယ်သားရဲ့ဆိုပြီးတော့တရားနာပရိသတ်ခြေဦးတော့မုတ်ဆိုးကြီးကလည်းခြုံစားကတော်ကြီးတဲ့အလိုကြည်စမ်းဖယားမုတ်ဆိုးကဖယားတာဟုတ်မထင်ပါဘူးကျုပ်လည်းရန်ထားလိုက်ရတာပဲပြုသူမြတ်တဲ့တတ်နေတဲ့မုတ်ဆိုးဖယားတာမထင်ပါဘူးကျုပ်လည်းရန်ထားလိုက်ရတာပဲပြုသူမြတ်တဲ့တတ်နေတဲ့မုတ်ဆိုးဖယားတာမထင်ပါဘူးကဲထွက်သွားပြီလေကြည်စမ်းကဒိန်းကဘာနဲ့မိမသားပါလားတနာစရာကောင်းလိုက်ပါပြီအိုးသူခန္ဓာကိုယ်လည်းမတတ်မပြတ်နဲ့ဒုက္ခရောက်လာတဲ့မိမနဲ့သူရဲ့မျက်နှာမြင်ချစ်ခင်ပါစေအတန်ကြာတနာပါစေဆိုတဲ့ဆုနဲ့ပြည့်စုံလိုက်လေခြင်းတနာလိုက်လေခြင်းငါပဲလို့တနာမှမသိပါလားပိဋကကြီးမှတ်နော်မုတ်ဆိုးကဟိုမိဒုက္ခမြင်တော့တနာတဲ့ပိဋကကြီးမုတ်ဆိုးကြီးဘာပြုတဲ့တော့မှတ်ထားကြလောကကြီးဘယ်ကမှမစဘူးနော်ဒုက္ခဖြစ်ခြင်းတဲ့လူတွေအဲ့ဒီတနာရာကကြီးစဖေကြီးမေကြီးတို့ငယ်ကျိုးငယ်နာစဉ်းစားပါလားခုတည်းထိတနာတော့ပေအထိတနာမှာအဲ့ဒီတနာရာကစတာဗျဒုက္ခဖြစ်ခြင်းအဲ့ဒီတနာရာကစတာဗျဒုက္ခဖြစ်ခြင်းကြည့်ခုတရားနာပိဋကမုတ်ဆိုးကြီးကတနာတဲ့ကျုပ်ကလည်းစဉ်းစားတယ်ပိဋကသူများအသက်တွေကိုရက်ဆက်တပ်ဖြတ်နေတဲ့မုတ်ဆိုးကမိမတယောက်မြင်လို့တနာတယ်ဆိုတော့ဒီဆိုတော့ကြည့်ပြောမကောင်းလို့ဟုတ်တယ်လေခင်ဗျားတို့စဉ်းစားပေါ့သူများအသက်ကိုရက်ဆက်တတ်နေတဲ့မုတ်ဆိုးကမိမတယောက်တနာတယ်ဆိုတော့ကဲစဉ်းစားလေတနာတာပဲဗျတနာမှာတော့ဓာကြီးကင်ထားတဲ့မုတ်ဆိုးဘယ်ခုတ်လိုက်မှာတော့ကြည့်ခြုံစားကစောက်မိမသားအတန်းသားရောက်အနန္တတော့ငှက်ကြီးတောင်ဓာကြီးကြစ်ပေါအောင်ဆိုခြုံစားကထွက်လက်တစ်ဖက်ဆွဲဟိုက်တငယ်မပြေးဟောပေါင်းကြီးရေတော်ဓာကြီးလည်းကျုံမခုတ်လိုက်ပါနဲ့ကျုပ်လေလူဝလက်စားမပါပါဘူးတော့ရွှေတို့ငွေစားလည်းမပါပါဘူးကျုပ်လေမိမအိမ်မဟုတ်ပါဘူးမိမဆွေးပါမောင်ကြီးရဲ့ခုတ်လိုက်ပါနဲ့တော်ဓာကြီးလည်းကျုပ်ကိုမတတ်လိုက်ပါနဲ့ဗျာခုတ်ပါရိုးလားဗျာမဲဟောဒီဓာကြီးနဲ့မပြောနဲ့ဒီမဲ့ဒုနဲ့တူမောင်ကြီးကတပူနဲ့တောင်မရွယ်ဘူးဗျာခုတ်ပါဘူးလို့ပြောနေမှာဘယ်ခုတ်မတုံတနာတာကိုတနာတဲ့တမှုရိယကစကြရင်ဓာကင်တော်လည်းမခုတ်ဒုကင်တော်လည်းမရိုက်တဏှကင်တော်လည်းမပြစ်တဲ့သဘာဝကာမတတ္တဝါတွေရဲ့ထုံးစံနော်ကြည့်အခုမုတ်ဆိုးကြီးခုတ်ပါရိုးလားဗျာလို့ဆိုပြီးတော့မောင်ကြီးကတဏှလို့တဲ့ပိဋကကြီးတဏှလို့ဆိုပြီးတော့ခေါ်သွားလိုက်တာဘယ်ထီအောင်တဏှလိုက်တယ်လေလို့ဆိုတော့တော်တဲ့ရောက်အကျဉ်းလင်မရဘဝတဏှတာကစသွားတယ်အကျဉ်းလင်မရဘဝရောက်ပြီးတော့နေထိုင်လာလိုက်ကြတာပြီးတော်တဲ့သွားမရလို့သူကပြန်လာအိမ်ကစီကြိုးဒီလိုနေရင်ထိုင်ရင်နဲ့တရားနာပိဋကကြီးနောက်သမီးလေးတယောက်မုတ်ဆိုးကြီးနဲ့ဖွားမြောက်ပြန်ပါတယ်ဒီလိုသမီးလေးဖွားမြောက်လာတော့သမီးလေးကလည်းဥမမဲ့စားမမြောက်ကလေးလေးလက်ထဲပွေလို့မုတ်ဆိုးကြီးပြန်အလားကျိုးနေကြမကျိုးတော့ဟိုကဓမ္မကြီးနဲ့စိတ်ဆိုးကြည်စမ်းမိမယုတ်ဘယ်နဲ့ဗျာတနာလူကောက်ယူကျွေးမွေးထားအခုတော့ငါဂယုမဆိုင်ကောင်းလာရဲ့လို့တရားနာပိဋကကြီးဓမ္မကြီးနဲ့ခုတ်မလို့ပေပေတော့ဆိုပြီးပြေးအလား
ဟောသမီးညီဖေတော်အမေကိုခုတ်တော့မှာပဲလေသူ့အသက်ဘေးကြောင့်ပွေထားတဲ့ကလေးပခက်ထဲတအားလွှမ်းပြစ်လိုက်ကလေးမလေးပခက်စွန်းနဲ့ခေါင်းနဲ့ခိုင်းမိပခက်ထဲသူ့ရိုက်နဲ့လဲအဲနဲ့ဖြစ်ပါဘူးဆိုပြီးထွက်ပြေးနောက်မုတ်ဆိုးခြင်းမရှိကြသမီးကလေးပြန်ကြည့်နေတဲ့တန်ရာကြီးမဟုတ်ပါဘူးသမီးရဲ့ကိုမချီကအမိတော်လေတတ်တော်ခဲ့ဤကဘာမီလောင်သားကောက်ချနဲ့ဆိုတဲ့ကဲ့သို့ငါသမီးအမေမချစ်လို့မသနာလို့တော့မဟုတ်ပါဘူးနှုတ်ချိုဝအောင်တိုက်ကျွေးပြီးတော့အမေလွတ်ရပြေးပါရစေတော့ဒီတန်ရာကြီးမြင်ရင်ကြီးအဖေအမေတတ်တော့မှာပဲလေတအားတရားနာပြိဿရဲ့မိဒုက္ခတအားထွက်ပြေးလိုက်တာဟောရာဇကြိုးပြန်ရောက်ရာဇကြိုးရောက်တော့လေသူများအိမ်ဘေးအဆွဲကလေးချလို့လက်ဖက်ရည်အိုးလေးကူးပို့လိုက်တလင်းလေးကူးကိုင်းလိုက်ထမင်းလေးကူးချက်လိုက်မောင်းလေးကူးထောင်းလိုက်ရေလေးကူးခတ်လိုက်နဲ့သူ့ဝန်းစာသူ့ရှာပြီးတော့စားခဲ့ရ14-6နှစ်လောက်ကြားပြန်တော့လေအဲ့ဒီမြို့ကလူငယ်လူရွယ်ဖြစ်တဲ့လူပြိုပေါက်ကလေးတယောက်နဲ့အိမ်အောင်ကြပြန်လေသူများတပင်လဲတပင်ထူတဲ့သူ့လဲမှမသိမလဲမှမသိထူလာခဲ့မိဒုက္ခဘဝခကြီးမြင်အောင်သာကြည့်ကြဒီလိုနဲ့တရားနာပြိဿနေထိုင်လာခဲ့ကြတော်တယ်ကမုတ်ဆိုးနေရတဲ့သမီးကလေးကလည်းကြီးပြင်းတော့မုတ်ဆိုးကြီးခုတ်လို့ထစ်လို့ရတဲ့တန်ကားတွေဒီရာဇကြိုလာလာရောက်တော့အဲ့ဒီမိမကြီးအိမ်ဖောက်တဲ့ဖြစ်နေတဲ့ပြိဿစာအိမ်တော့အိမ်ဖြစ်ပြီးတော့တရင်တဏီကြီးပေါ့ဒီလိုတရင်တဏီနဲ့နေပြီးတော့လာခဲ့ရတနေ့တစ်နေ့ကြတော့လင်လို့သူကအပြင်မဲ့ထွက်မှိုင်းနေမောင်ရဲ့မင်းဘယ်နဲ့ကြောင့်မှိုင်းတာတော့ငါများအပြစ်ရှိလို့လားရှိပါဘူးဗျာအသက်ကြီးတာကြီးယူထားလူထဲမှာတွဲမသွားဝင်တဲ့ဘဝဟုတ်တယ်ခမရတို့ခေတ်ကလည်းရတွဲသွားခြင်းသေးတာဒါကြောင့်ဘုန်းကြီးတွေလဲပြီးပြုတ်ကြကုန်ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကအရက်သေးအကြောင်းမရှိမကြွရလို့ခေါ်တာဗျအဲ့ဒါနဲ့ပြီးတော့ဟုတ်တယ်ဒါဖြင့်ငါအသက်ကြီးတာလေးရမဲချပြီးပြစ်တော့မထားပါနဲ့ငါအသက်ကြီးလို့မင်းမပေါင်းသိမ်းရင်လေပြစ်တော့မထားပါနဲ့ကွယ်မင်းနဲ့ရွယ်သူလေတို့အိမ်မှာသားငါးလာရောက်တဲ့ကလေးမလေးဘယ်နဲ့တော့ငါနားချပေးစားမယ်လေကောင်းကျိတ်တာပေါ့ဗျကောင်းကျိတ်နဲ့နာမတိဖြူးမျိုးကကျွတ်တို့တရားနာလာတဲ့တကားတွေမေးရအောင်ခမည်းတော်ကိုမိမကများနောက်တစ်ယောက်အပိုးရှာပေးမယ်ဆိုရင်တကားတို့ညင်းမယ်မဟုတ်လားအာနာပါနာနဲ့မေးရတာမန္တလေးဒီတရားသွားဟောလိုက်ဒကမာကြီးတယောက်ကဖွဲ့ဖွဲ့နဲ့ထရှောက်ညင်းမလိုက်ဖရာတဲ့ပေချင်းစိုးတွေရှာမပေးပဲနဲ့တော့ထွက်ကမြင်းရောထားကြလုံးအမလီတရားဟောရင်ကြုံရလေမန္တလေးမှာခံစားချက်ရှိထားတာနဲ့တူပါရဲ့ကဲရှိစေတော့တကားတို့မိမကိုယ်တိုင်ကနောက်တစ်ယောက်ရှာပေးတော့ဘယ်ညင်းလိုက်မတုံကောင်းကျိန်တာပေါ့ကောင်းကျိန်တော့မျိုးရိုးမစစ်ဖဲနဲ့ပေးစားလိုက်တာဟောသမီးကလေးနဲ့လင်းကြီးအမအဖြစ်နဲ့နေလာခဲ့ကြပြုဒီလိုနေထိုင်ပြီးတော့လာခဲ့ကြတရားနာပရိသတ်ကြီးတနေ့က၌ကြတော့လေယောက်ျားပြင်းတော့လေကြောခင်းနဲ့မိမပြင်းတော့ခြေဆင်းနေဦးစားတယောက်တည်းလဲတန့်ဥတုတ်တာမိမရဲ့အလုပ်ကိုဖြူစီမပြောပါဘူးမန္တလေးစီပြောပါတယ်နေဦးစားလေးထွက်ဘုန်းကြီးတွေဆုံးကန်ကြွလာတာမမြင်ဘူးတယောက်ခါတယောက်ဒူးကြီးနဲ့ခွာနောက်ကသဲသဲမမဲတုတ်ဒီထဲအောက်ကအတုတ်ခံတဲ့မိမကပြောလိုက်သေးကျွတ်ကနေတုတ်တော့အမလီအရာကရှိလိုက်တာတန့်ဥတုတ်တာအရာရှိပြန်တဲ့ကြည့်လေခုမိမပြင်းတော့ခြေဆင်းတယောက်တည်းလဲတန်းရှာကြတယောက်တည်းလဲတန်းရှာတော့တရားနာပရိသတ်အမကြီးကောင်တန်းရှာတော့ကိစ္စမရှိဘူးပေါ့ညီမလေးကောင်တန်းရှာတော့လေလက်ညှိုးလက်မနဲ့ကုတ်ခွဲလိုက်တဲ့ပရိသတ်ကြီးအမယုတ်ကြီးအတွင်းကပေါ်လာဟဲညီမအမကြီးလမ်းစားနဲ့ပါတော့အေးညီကောင်ကအမယုတ်ကြီးကြီးလိုက်တာဘယ်လိုဖြစ်တာတော့အမကြီးရဲ့ဒီအမယုတ်ကြောင့်မပြောပါရစေနဲ့ဟောဒီအမယုတ်အကြောင်းပြောရင်ကျမအမေစိတ်နာလွန်းလို့ဟေးဖယားမဟုတ်ပါစေနဲ့လွဲပါစေတော့ပြောသမ်းပါအေးကျက်သိမ်းလဲထားတယ်သိလဲသိချင်တယ်ရွာထဲမသားသေးလို့ကြည့်ချင်တဲ့မိန်းမတွေလို့ပေါ့ရထဲမသားသေးရင်ကြည်လဲကြည့်ချင်တယ်ညကြလဲအိတ်မပျော်ဘူးတဲ့ဒီမသားကြီးမျက်စိတွေကမထွက်လို့
အခုလည်းကြည်တရားနာပြိဿသမီးဖြစ်မှလည်းကြောက်တယ်ဒါဝိသိလည်းသိချင်တယ်ပြောစမ်းပါအေးလို့ဆိုတော့ဒီလိုအမကြီးရဲ့ကျုပ်အမေမရှိဘူးတော့သေသွားလို့လားအေးသေလို့ဟုတ်ပါဘူးတော့ကျုပ်ခုအဖေမုတ်ဆိုးကြီးနဲ့နေရတာတော့ဟင်မုတ်ဆိုးကြီးနဲ့ဟုတ်ပါပြီဟုတ်နေပြီနဲ့တူပါရဲ့ကျုပ်လေအဖေပြောလို့သိတာပါတော့ကျုပ်အမေကကျုပ်ချီထားတော့လေအဖေကတော့တဲ့ကပြန်လာသူ့မကြိုကောင်းလားလို့ဓမ္မကြီးနဲ့ခုံလို့တအားပြေးလာတော့အမေကကျုပ်မတနာလို့ပခက်ထဲလွှင့်ပြေးဟောဒီတန်ရအမေကြောင့်ရတဲ့တန်ရမို့ကျုပ်အမေအကြောင်းဟောဒီအမရုပ်ပြောရင်စိတ်နာလုံးလို့အမကြီးရဲ့လို့လည်းပြောလိုက်ပါလေရောဟေးသမီးမလေးမသေးလို့တွေ့ရမေ့နိုင်ပါမလားလို့ပွဲတဲ့ဆိုလွန်ငံပေါ်ဗျာလွန်ငံပေါ်ကိုင်းလေပင်ဖက်ငိုကြပါရောဗျာသမီးရဲ့ပတနာလို့ပြစ်ထားခဲ့တာမဟုတ်ပါဘူးသေဖေးကြောင့်ငါသမီးလေးနှုတ်ချွတ်တိုက်ကျွေးပြီးအမေပြေးခဲ့ရတယ်သမီးရဲ့ဒီလိုလေပင်ဖက်ငိုနေကြတော့လင်လုတ်တဲ့လူထွက်လာပြောခင်ဗျားတို့ဘာဖြစ်ကြလဲရဖြစ်ကြလားမောင်ရင်ရံဖြစ်ရင်လေပင်ဖက်ငိုပါဒါပြဘာဖြစ်တာတော့ခင်ဗျားတို့အရာထဲကဘာပြောတော့ပြောပါဘူးကွယ်ကိုเจ้าနဲ့ကိုဖြစ်ကြတဲ့အရာထဲကပြောလေဘေးကပြောတာဂယုဆိုင်နေအလုတ်တောင်လှုပ်စားရမှာမဟုတ်ပြောပါဘူးကွယ်ဒါပြခင်ဗျားတို့ကဘာလို့ငိုကြတာတော့ငိုဆိုကွယ်မျိုးမစစ်ရိုးမစစ်ပေးစားခဲ့မမေးမမြမ်းမဲနဲ့ပေးစားခဲ့ဟောတာငါသမီးကွယ်နေတဲ့အမေနဲ့သမီးပြန်တွေ့ကြလို့မောင်ရဲ့တို့ငိုကြတာပါပဲလို့ပြောလိုက်တော့ဗျာခမည်းတော်ကတော်ကြသေးတာပေါ့ကွယ်နေတဲ့အမေနဲ့သမီးပြန်တွေ့ကြပေလို့ကျုပ်ဘဝလောက်ဆိုးမထင်ပါဘူးဟဲဖယားလာပြမိဟဲ့တမျိုးနေပါဦးမောင်ရဲ့မေစကားဆန်းလာကြည့်လားဆန်းဆိုဗျာကျုပ်အဖေမေမရှိဘူးဗျဟဲ့သူကျွေးကြီးနဲ့သူကျွေးကတော်ကြီးကမင်းဖေမေမဟုတ်လားဟုတ်ပါဘူးဗျာအဲ့ဒါမွေးစားအဖေမေဗျာကျုပ်အမေဟာလေကျုပ်ကိုမကလားလို့ဟောဒီရာဇဂိုမြို့ဘောက်ကဇယကြီးပေါ်မှာခွေးမွေးလို့မွေးပစ်ထားကြလို့အဖေမေမျက်လှကိုကျုပ်ဖြူရလောက်မဲလားတောင်မမြင်ရပါဘူးကျုပ်လည်းအစကသူ့ကျွဲကြီးနဲ့သူ့ကျွဲကတော်ကြီးဖေရင်မေရင်အောက်မိတာဟုတ်ပါဘူးဗျာသူများတွေပြောမှမွေးစားဖေမေဆိုတာကျုပ်သိရပါသဗျာလို့လည်းပြောလိုက်ရောဟေးလူကလေးဆိုပြီးမိမကြီးလဲသွားပြီယုတ်ဟဲ့ဟာဘယ်လိုဖြစ်ကုန်ကြပါလဲငါသားခေါ်ပြီးတော့လဲသွားတယ်ဘယ်လိုပါလဲပြုတ်ဒီမှာမရလို့ပေါင်းလာပြီးသားခေါ်ယုံလေးနဲ့အကြောင်းမသိပဲအမေပြောင်းခေါ်ဖို့အတော်ခက်တဲ့ကိုပြုတ်ဒီမှာဆိုပြီးတအားပြေးပြီးတော့လေဘင်းအောက်လက်ကလေးရှိုးမျက်နှာလေးပေါင်ပေါ်တင်ပြီးတော့မေးလိုက်ပြုတ်ခမရပဲလို့နေသေးတော့မျက်လုံးလေးပွင့်လာတတိယပြီတာလူကလေးတာရဲ့မင်းကပြောလိုက်တာအမေကိုဇယပေါ်ခွေးမွေးသလိုမွေးပြစ်ထားကြလို့တဲ့အမေခွေးဆိုလိုက်တယ်ဟုတ်ပါပြီတော်လည်းငါသားအပြစ်မရှိပါဘူးခွေးမကြီးပါတာရဲ့ခွေးမကြီးတာရဲ့ခွေးဘဝကမှတော်ကြလိမ့်အောင်မယ်အမေနဲ့သားနဲ့နှမနဲ့မောင်နဲ့ဘယ်လိုဝေးတရိษံခွေးဘဝပြောကြပေမဲ့လို့မမှားတဲ့ဘူးဆိုတဲ့အကြောင်းကိုမသိလို့သူတို့ပြောမိတဲ့ဘဝမှာအရသာရှိကြပေမဲ့လို့တာရဲ့မမှားတဲ့ဘဝကြီးမှားတဲ့ဟောဒီလူဘဝဟ
ဟောဒီခွင်းပြီးတော့ဘာကြီးပြောနိုင်မှာမလားသားရဲ့အမေလေးငါသားကိုမတနာလို့ပြစ်ထားကြတာဟုတ်ပါဘူးငါသားခွင်းမကြီးလို့ဆိုတော့လေငါသားကြီးအပြစ်မရှိပါဘူးဟောဒီခွေးကောင်းမကြီးရဲ့အပြစ်ရာဇဂိုမြို့ောက်ကဇယကြီးပေါ်ငါသားပြစ်ထားခဲ့တဲ့အကြောင်းအမေပြောမယ်နော်ဒီခါပြီးတော့ခဏလေးနားထောင်ပါသားရဲ့ပြီးတော့မှအမေဟိုတတ်တဲ့လေတတ်တာပြစ်လိုက်ပါတော့အမေလေးဟောဒီရာဇဂိုမြို့ကမဟုတ်ပါဘူးသားရဲ့တာဝတိမြို့ကမေအဖေနဲ့အမေရကားစားတညတာနေပြီးတော့မေအဖေခရီးထွက်အသွားဆိုစားနောက်ကအားလုံးအနန္တ၅ပါးကိုရှ िख ိုးပါ၏ဖျားအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်ကဘာတည်တဲ့အရာဝတ္ထုကျုပ်နည်းနည်းပြောပါနောက်ကလိုက်ဆိုစမ်းမှာငုံမင်းသစ္စာပြုသောမြေနေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိနေရာမှတ်မိပါလားပြောပါမှတ်မိပါလားမှတ်မိပဲဘယ်ဖြေရဲမလို့မှတ်မိပါဘူးဗျာဆိုပြောစားဆိုတစ်လိကြီးနေပါကိုကဲဘုန်းကြီးပြောမယ်မှတ်မရရင်တော့ဆက်ဟောမယ်ဘုန်းကြီးမဟုတ်ဘူးဗျာမှတ်နောက်ကမလိုက်နဲ့တော့ဘုန်းကြီးပြောပြပတ်ထားငုံမင်းသစ္စာပြုတဲ့မြေနေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိနေရာဘယ်နှခုတော့၄ခုပါဗျာငုံမင်းသစ္စာပြုတဲ့မြေနေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိနေရာဟန်ကြသွားပြီကြတဲ့လူတွေပြောပါတယ်တချို့ကလည်းခေါင်းချင်းရိုက်ပြီးဝါတယ်ဝါပါကိစ္စမရှိပါဘူးကြာဝါကြည်တာပေါ့ဟုတ်တယ်လေငယ်ငယ်တုန်းကစာသင်မှုသားပဲကာကြီးခဝေးကာကြီးဘယ်သူမှမမေ့ဘူးအဝါဆုံးကာကြီးအဝါဆုံးဘယ်ချိန်နှုတ်မေ့မေ့အဲ့ဒီကာကြီးလူတိုင်းရဒါကြောင့်အဝါဆုံးကအကျေဆုံးဝါကြကဲပြန်ဆိုစမ်းနောက်တစ်ခါငုံမင်းသစ္စာပြုတဲ့နေနေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိနေရာကဲအဓိပ္ပာယ်ပြီးတော့မှပြောမယ်ခမည်းတော်ကြီးအလွတ်တစ်ခေါက်တော့သွားလိုက်ပါဦးငုံမင်းသစ္စာပြုတဲ့နေနေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိနေရာဟန်ကြသွားပြီငုံမင်းသစ္စာပြုတဲ့မြေနေရာဆိုတာဘလောက်ကျယ်ဝန်းတယ်လဲသောလတ္တဂရိတာနီ16ပဲတဲ့ဗျ16ပဲကျယ်ဝန်းတယ်တောင်သူလယ်သမားတွေလို့ပြောရင်အဲ့ဒီ16ပဲကျယ်ဝန်းတဲ့နေရာသည်တကဘာပတ်လုံးတည်တယ်ဘယ်လိုတည်တာတော့မီးမလောင်မှုတဲ့ဗျအဲ့ဒီနေရာမှာတကဘာပတ်လုံးမီးမလောင်ဘာလို့မလောင်တာလဲကျွတ်တို့ဖယားအလောင်းတော်ငုံမင်းဖြစ်စဉ်အခါတုန်းကဖယားအလောင်းတော်ငုံကလေးကကျွတ်တို့အပိုက်ချင်းအမွှေးတောင်လည်းမပေါက်သေးဘူးခြေတော်ကလေးတွေကလည်းနှုတ်သေးတယ်နှုတ်သီးလေးတွေကလည်းတစ်ကိုင်းကိုမချိတ်နိုင်ရှာသေးဘူးအဲ့ဒီအချိန်ခါမှာတောမီးကြီးလောင်လာတောမီးကြီးလောင်လာတဲ့အချိန်ခါမှာဖယားအလောင်းငုံမင်းရဲ့မိဘများသည်အတော်လက်စုံလင်တော့ဖယားအလောင်းငုံငယ်ကလေးကိုပြစ်ပြီးတော့ပြန်ပြေးကုန်ကြအဲ့ဒီချိန်ခါမှာကျွတ်တို့ဖယားအလောင်းငုံမင်းကတစ္ဆာပြုအသင်တော်မီတဲ့မတော်မီကိုကျွတ်တို့ဖယားအလောင်းငုံမင်းလေးကစကားပြောနေအသင်တော်မီသည်တဟုံဟုံတောက်လောင်ပြီးတော့လာသောအခါမှာငါမိဘများသည်အတောင်အလက်စုံလင်လို့
ပြန်နိုင်ပြေးနိုင်သွားနိုင်လို့ငါ့ကိုပြစ်ပြီးပြန်ပြေးကုန်ရပြီတော်မီကြီးရဲ့ငါမှတော့မိဘများကိုအတောင်ကလည်းမပေါက်သေးဘူးမိဘများလို့ခြေထောက်ကလေးတွေကလည်းပဲမနှင်းနိုင်သေးဘူးမိဘများလို့နှုတ်သီးကလေးကလည်းတစ်ကိုင်းကိုချိတ်တွယ်ပြီးမသွားနိုင်သေးဘူးဒါကြောင့်ငါမှကြမ်းနေရတဲ့အတင်တော်မီတဲ့ဒါကြောင့်ငါဒီအခုပြောတဲ့စကားများသည်တင့်ကိုပြောနေတာတော်မီတဲ့ငါပြောတဲ့စကားတွေကအမှားမရှိဘူးတော်မီတဲ့ငါမှန်တာတွေကိုပြောနေတယ်တဲ့မှန်တာတွေကိုပြောနေခြင်းသည်သစ္စာပဲအတင်တော်မီတဲ့ငါဒီမှန်တဲ့စကားတွေကိုပြောရတဲ့သစ္စာစကားကြောင့်အတင်တော်မီငါ့ကိုကွင်းသွားလိုက်စမ်းပါတဲ့ဘယ်လောက်ကွင်းရမလဲသောလတ္တကရိတာနိ16ပဲနားထောင်တော့တောင်မူမျိုးသူမျိုးသားတွေနားထောင်တော့သစ္စာပြုတယ်ဆိုတာခက်တဲ့ကိစ္စတော့မဟုတ်ဘူးမှန်တာကိုပြောခြင်းဒီသစ္စာပြုအခုကြည့်ဘာဆန်းတယ်လဲပြိတ္တာသစ္စာပြုတဲ့ကိစ္စတမန်ငါရှံငါကြည့်ရင်မဆန်းဘူးပေါ့ဒါပေမဲ့လို့ဒီသစ္စာမျိုးပြုတ်သလားလို့ဆိုတော့အခုခေတ်မြောက်ပေးနေတဲ့စကားကရှိတယ်။အိုးတဲ့မူသားမပလင်္ကာမချောဒီခေတ်ဒီလိုမပြောငတ်မှာလိန်စားရတာလေးအရသာရှိတယ်ထင်တယ်။လိန်ပြောနေရတာလေးသူတို့အရသာရှိတယ်ထင်တယ်။လိန်မပစ္စည်းရတာလေးချမ်းသာလာတာလေးဝတ်ရတာလေးစားရတာလေးဒါလေးအရသာရှိတယ်ထင်းနေတဲ့အချိန်ဆိုတော့အဲ့ဒီသစ္စာဆိုတဲ့မှန်တဲ့စကားပျောက်ကွယ်သွားပြီမှန်ရလားဘုန်းကြီးပြောနေတာမှန်ပါရဲ့ဗျာဒါကြောင့်သစ္စာကိုပြုကြစမ်းပါမှန်တဲ့စကားကိုဆိုပြီးတော့မခဲရင်တဲ့ကိစ္စလေးကိုမှန်တာပြောနိုင်ကြစမ်းပါကြည့်ဖခင်အလောင်းတော့ငုံမင်းပြောတယ်ဒါကြောင့်ငါမှန်တာတွေကိုပြောနေတဲ့သစ္စာစကားကြောင့်အတင်တော်မီငါ့ကိုရှောင်သွားလိုက်ပါတဲ့ဆိုတော်မီကြီးကရှောင်သွားတယ်အဲ့ဒီဖယားအလုံးတစ္ဆာပြုတ်ခဲ့တဲ့မြေနေရာသည်တကဘာပတ်လုံးမီးမလောင်ပါဘူးတဲ့ပြိတ္တာဒါကြောင့်တကဘာပတ်လုံးတည်တဲ့ငုံမင်းတစ္ဆာပြုတ်တဲ့မြေနေရာဆိုတာပြီးသွားပါလားပြိတ္တာကြီးပြီးပါဗျာဟဲ့ညီငယ်နှမငယ်လေးတို့နားလည်ရလားဟဲ့ဘုန်းကြီးပြောတာဟောလဲပါတယ်လောက်မှတတ္တိရှိမဖြစ်ဘူးပါဠိရွတ်နေတာမဟုတ်ဘူးဟဲ့အကုန်လုံးနားလည်အောင်ပြောနေတာဘယ်နဲ့တော့ဟဲ့ညီငယ်နှမငယ်တို့နားလဲရဲ့လားနားလဲပါဗျာနားလဲလို့ကြံဒီကံတရားပွဲကလေးတွေရောက်လာတာပေါ့နားလဲအောင်နားထောင်ကြဓမ္မကထိကထဲမှာကြုတ်တရားကောင်းလို့မတွက်နဲ့အောက်ပိတ်ဆုံးလှေကထိပြကြံဒီကံကဒါတွေလည်းခဏပြောခဲ့လှပြီလူပေါင်းစုံအကုန်နားလဲအောင်ဟောနေရတဲ့တရားဒါကြောင့်တရားနာပိဋကဓမ္မကထိကတဲ့အောက်ပိတ်ဆုံးလှေကထစ်တက်ပေးတဲ့ဘုန်းကြီးပါဗျာအမြင့်ကြီးမော့မကြည့်နဲ့မျောမကြည့်နဲ့ဟာကြာဏီကံကဒုနင်းပါလှေကားကွာဒုနင်းရအောင်တက်ပေးတဲ့လှေကားတို့ကနင်းပြီးတော့ဝိပဿနာတွေတက္ကထာတိကာတွေညှိနှိုင်းပြီးတော့ပါဠိပသတွေနဲ့အိန္ဒိယရှိပြီးစီခေါ်တဲ့တရားတွေနာနိုင်အောင်တို့လှေကားတက်ပေးတာပါလားလို့တရားနာပိဋကကြီးကနင်းပတ်လှေကားလေးကိုပြစ်မထားပဲနဲ့ကျုပ်အပေါ်ကနင်းပြီးတော့ခိုတခဲ့တရားကောင်းနေနာနိုင်အောင်တက်သွားကြစမ်းပါကောင်းမှုလားပြုကောင်းပါရဲ့ဗျာကဲတဖြင့်ကောင်းပြီတစ်ခုပြီးသွားပြီပေါ့ဘယ်နှခုပြီးသွားလဲတစ်ခုပြီးသွားပါဗျာတစ်ခုပြီးသွားပြီနောက်တစ်ခုပြောကြစို့နာလကရေအိုင်ကကျူရိုးအဲ့ဒီနာလကရေအိုင်ကကျူရိုးနာလကရေအိုင်ကိုဘယ်သူစောင့်တယ်လဲရက်ခိုက်ဘလူးဆောင်အဲ့ဒီရက်ခိုက်ဘလူးဆောင်တော့ကျွတ်တို့ဖယားအလောင်းတော်ကြီးကလည်းမြောင်မင်းဖြစ်နေစဉ်အခါအဲ့ဒီရေအိုင်ကိုရောက်သောအခါဆင်းတဲ့ခြေရာပဲမြင်ရတယ်တက်တဲ့ခြေရာမမြင်ရဘူးဘလူးကကြီးစားပြည့်တယ်ကိုပြိဿဘလူးကကြီးစားပြည့်တယ်ကျွတ်တို့ဖယားအလောင်းတော်ကြီးကအဲ့ဒီရေကန်စိတ်ကိုရောက်သွားသောအခါမှာရေအိုင်စိတ်ရောက်သောအခါဆင်းတဲ့ခြေရာပဲမြင်တယ်တက်တဲ့ခြေရာမမြင်ပါလားရက်ခိုက်ဘလူးစောင့်တဲ့နေရာဘလူးသည်ဆင်းလာသူမှန်သမျှသူ့ပိုင်တိုက်ရောက်လို့အကုန်စားပြစ်လိုက်တာအသက်ရှင်ပြီးတော့အပေါ်တက်လာတဲ့ခြေရာသည်တခုမှမတွေ့ရမဖြစ်ဖို့ဆိုပြီးတော့ကျွတ်တူဖယားအလောင်းတော်သည်သစ္စာအဋိဋ္ဌံပြုတ်၍ကျူရိုးကိုအစစ်ဖောက်
သူ့ရဲ့မြောက်အပေါင်းကိုရေထဲသို့မဆင်းစေရရေထဲဆင်းမှသူ့ပိုင်တာဖြစ်တော့သူ့ပိုင်တိုင်းမဟုတ်ကသူသည်စားခွင့်မရကျူရိုးကိုရေထဲစိုက်ပြီးတော့အဆစ်တွေဖောက်ပြီးအဲ့ဒီရေကိုတောက်စေတယ်ပြိတ္တာအဲ့ဒီချိန်ကစပြီးကျွတ်တို့ဖရာအလောင်းမြောင်မင်းသစ္စာပြုခဲ့လို့နာလကရေအိုင်ကကျူရိုးသည်တရားနာပြိတ္တာကျွတ်တို့တကဘာပတ်လုံးအဆစ်မပါဘူးတဲ့မြို့ဒိုးယူပေါ့အခုခင်ဗျားတို့ပိုက်လုံးကြီးလို့ပေါ့ပြိတ္တာပိုက်လုံးတွေအလဲကောင်မှာအကန့်ပါသလားပါဗျာအဲ့ဒီနာလကရေအိုင်ကကျူရိုးအဆစ်မပါဘူးတဲ့မြို့အလဲကောင်ကအကန့်မရှိဘူးအဲ့ဒါဒီကျွတ်တို့ဖရာအလောင်းတော်မြောင်မင်းဖြစ်စဉ်အခါတုန်းကတစ္ဆာဒိဋ္ဌံပြုခဲ့ခြင်းသည်တကဘာပတ်လုံးအဲ့ဒီကျူရိုးအဆင့်မပါဘူးဆိုတဲ့ကိစ္စလည်းပဲနာလကရေရင်ကကျူရိုးဆိုတဲ့နာမနဲ့ပြီးမသွားဘူးလားပြုပြီးသွားပါဗျာနံပါတ်3ကပါလေပါတယ်လာတဲ့ကယုံတစိကျွတ်တော်ငယ်ငယ်တုန်းကကလေးချော့တာမကြဘူးလားပြိဿရွှေလမှာဘာဝတ်လို့ဘာဖွတ်တဲ့အဖိုးဦးတဲ့ရွှေလမှာယုံဝတ်လို့ဆံဖွတ်တဲ့အဖိုးဦးတဲ့ဟောကြည့်ပါဆိုတဲ့ဆိုသာဆိုပုံမူသည့်စကားကလေးအငူတိတ်အောင်အရိပ်အယောင်ပြတဲ့ဖိုးလာနတ်သားတဲ့အဲ့ဒီစာဟာတမင်သက်တဲ့ဒီမဲ့ဟိုလှုပ်ကြံပြီးကလေးကလားရေးထားတာမဟုတ်ဘူးလာထဲမှာယုံတစိတ်တကယ်ရှိတဲ့ယုံတစိတ်ရှိပုံလေးဘုန်းကြီးပြောမယ်ပေါ့ကျွတ်တော်ဖရာအလောင်းယုံမင်းဖြစ်စဉ်အခါဖြန်းရဲ့မြေခွေးရဲ့မြောက်ရဲ့ဟိုယုံရဲ့လေးဥသားပေါ့လေတိုင်ပင်ညကျွတ်တော်ဖရာအလောင်းကယုံမင်းဟဲ့အလှူခံပုဂ္ဂိုလ်လာရင်တို့လှူရအောင်ဆိုပြီးတိုင်ပင်ညတိုင်ပင်တော့တရားနာပရိသတ်ကြီးမြေခွေးကလည်းငကင်နဲ့လှူဖို့ဖြံကလည်းငချင်းနဲ့လှူဖို့မြောက်ကလည်းအပန္ဒရတရသည်ကိုစီလှူဝဲတွေနဲ့အလှူခံပုဂ္ဂိုလ်လာရင်ငါတို့လှူကြစို့မိတ်ဆွေတို့လှူတယ်ဆိုတာမြန်ပရိသတ်ကြီးအားကြစရာသိကောင်းတယ်လူတွေမှလှူတယ်မထင်နဲ့တော့တရိษံဖြစ်စဉ်ကျွတ်တို့ဖယားအလောင်းတော်ယုံမင်းနဲ့တကွအဲ့ဒီလေးဦးသားတို့လှူခဲ့ကြတယ်တရိษံလေးတောင်လှူသေးတာပရိသတ်ကြီးလူသားတွေမလှူတိုက်ဘူးလားလှူတိုက်ပါလေဗျာအိတ်ထောင်နဲ့ငုံငါကြည့်ထားဒီရွှေဆန်းတော်ဖယားကြီးကကျွတ်တို့ဒီမှာ2သိန်းကျော်လောက်ရွှေချတော့မယ်ရွှေဆိုင်1000ကျော်ကိုရွှေချတော့မဲပရိသတ်ရဲ့ကိုမြို့မှာအဓိပတိတကယ်ကိုယူစရာဝင်ကြွားစရာအမျိုးအနေနဲ့တပြေလုံးကရောက်လာတဲ့ဖယားသားသမီးတွေဖူးမြော်ကြတော့တဲ့အခါဝင်းထိန်ရှိနေတယ်ဆိုရင်ဒါတောင်မြို့ရဲ့ဂုံချက်သေးပဲမှန်ရလားဘုန်းကြီးပြောတာမှန်ပါတယ်ဗျာဒါကြောင့်တရိษံတွေတောင်လှူသေးတာလူသားတွေလှူတိုက်လို့ရှိရင်အားကြပြီးတော့အိတ်ထောင်နဲ့နားတဲ့အချိန်နှိုက်ဖို့တော့မမေ့နဲ့နော်ကြည့်တရားနာပိဿဟိုမှာလှူကြတော့ပိဿကြီးဖြံကပါတော့ငချင်းဖြံကပါတော့ငချင်းပါဗျာငချင်းမြေခွေးကငချင်းပါဗျာငခင်ဟိုမြောက်ကအပန္ဒရတရသည်အိကြဘန်းတွေကတရသည်ဖြစ်နေဦးနတ်တရသည်ဘာမှလို့ရာတရားသားတရားဟောပရိသတ်ကြီးဟိုကျွတ်တို့မြောက်ကဘာတော့ဆိုတခါကြီးတယောက်ကပြောတယ်ဘန်းလေးရတည့်ရသည်ပါပဲအပန္တရတည့်ရသည်လို့ခေါ်တယ်နတ်တည့်ရသည်အဲ့ဒါကိုစီလူဖို့ပြင်ပြီးတော့နေကြတဲ့အခိုက်အတန့်မှာကျွတ်တို့မောဘော်ကတရားကလည်းဟောကြောက်ဖြာတင်းပြီပြုအော်ငါထိုင်နေကြကြောက်ဖြာသည်ပူပြင်းတဲ့အချင်းရာကိုပြလိုက်ပူလိုက်အေးလိုက်ပြောလိုက်မလိုက်ရောလိုက်တင်းလိုက်ဒီအချင်းရာကိုပြနေခြင်းသည်တာလူပြေမှာငါတရားရာလူလူမဲ့လူများရှိသလားလှမ်းကြည့်လိုက်သူရန်သူမမြင်ဘူးသူရန်သူမမြင်ဘူးပြိဿဒီလှူမဲ့ပုဂ္ဂိုလ်၄ဦးသားကိုသူမြင်တယ်အဲ့ဒီတင်တရားမင်းကဖန်ဆင်းပြီးတော့ဟောအလှူခံဆင်းလာခဲ့ပုံနာရောင်ဖန်ဆင်းပြီးတော့အလှူခံဆင်းလာခဲ့လှူလိုက်ကြတာကျွတ်တို့ဖြံကလည်းငချင်းနဲ့
မြေခွေကလည်းငခင်းနဲ့မြောက်ကလည်းအပန္တရသရသီးနဲ့ကျွတ်တို့ဖရာအလောင်းနဲ့ယုံမင်းကလှူစရာခုတည်းရှိမရှိသေးဘူးမရှိလို့လှူစရာထွေထွေထူးထူးရှာမလားလို့ဆိုတော့မရှာဘူးမရှာဘဲနဲ့ तू ဘာလှူမလဲလို့ဆိုတော့ကြည့်ပုံနာတဲ့မိဖို့ပါလော့မိဖို့ခိုင်းငါသူများလို့လှူစရာမရှိဘူးမရှာတော့ရေထဲဆင်းခန္ဓာကိုယ်ရေဆေးသူ့ခန္ဓာကိုယ်မှာကပ်နေတဲ့ပိုးမွှားကလေးတွေပါမသေးရအောင်အကုန်လုံးခါချပြီးတော့မီးဖို့ခိုင်းထားလို့ပုံနာကြီးဖို့ထားတဲ့မီးဖို့တဲ့ဆိုငါအားလှူစရာမယူဘဲနဲ့ငါခန္ဓာကိုယ်ယုံသားကိုသင်စားပါလို့ပုံနာဆိုပြီးမီးပုံနဲ့ခုန်ဆင်းပြီးတော့ဇီဝိတပရိစ္ဆာကလို့ခေါ်တဲ့ပရမတ္ထဒါနကြီးကိုပြုခဲ့ပါတယ်ဗျာမှတ်ထားနော်သေချာခန္ဓာကိုယ်ကိုမီးပုံနဲ့ခုန်ဆင်းပြီးတော့ယုံမင်းကအသက်အလှလှူခဲ့တယ်ပြိတ္တဘာလှူခဲ့တာတော့ဒါကြောင့်စွန့်ငင်းကြီး၅ပါးထဲမှာဒါဇီဝိတပရိစ္ဆာကအသက်ကိုစွန့်တယ်လို့ခေါ်ပါတယ်နောက်တစ်ခါဒါနရဲ့ပြန်ကြည့်လိုက်တော့ဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီဆိုတဲ့အထဲမှာဒါနပရမတ္ထပါရမီခေါ်ပါတယ်အဲ့ဒီပါရမီကြီးဖြည့်ပြီးတော့မိဘုံနဲ့ခုံဆင်းပြီးတော့ယုံမင်းကယုံသားလှူခဲ့တော့ဟောတရားမင်းကနေပြီးတော့တောင်စီကိုညှစ်ပြီးတော့ရွှေဟင်းတပြရာနဲ့ကျွတ်တို့လာထဲမှာကျွတ်တို့ဖယားအလောင်းတော်ရဲ့ယုံတစိတ်ကလေးရေးထားခဲ့တကူဗျတရားရေးတာအဲ့ဒီယုံတစိတ်ဒီတကဘာပတ်လုံးတီပါတဲ့ပြိတ္တကဘာပြတ်တော်လဲကဘာမပြတ်ခင်မှာသူတီနေပြီးတော့ကဘာပြတ်တဲ့အချိန်ခါကျမှပြတ်လိမ့်မယ်။ကဲလာတဲ့ကယုံတစိတ်ဆိုတာသဘောပေါက်သွားပါလား။သဘောပါဗျာ။ဘယ်နှခုပြီးသွားတော့သုံးပါဗျာ။သုံးခုနောက်တစ်ခုဘာကြံသေးတုံးဟဲ့။အိုဒိန်တဲ့ဤအိမ်နေရာပြောအောင်မယ်အဲ့ဒီအိုဒိန်တဲ့အကြောင်းလေးဂတိကာရအိုဒိန်တဲ့ကြီးဆိုတာကတ္တဗဘုရားလက်ထက်ကကျွတ်တို့ဘုရားလက်ထက်မဟုတ်ပါဘူးကတ္တဗမြတ်စွာဘုရားကိုအမတန်ကြီးညိုတယ်ကတ္တဗမြတ်စွာဘုရားကိုကြီးညိုတဲ့အဲ့ဒီအိုဒိန်တဲ့ကြီးသည်တနေ့က၌ကြတော့ဘုရားကိုယ်တော်မြတ်ကြီးနေ့စဉ်သူ့အိမ်ကိုဆွမ်းခံကြွရင်းနဲ့ဒီကနေ့တော့အိုဒိန်တဲ့သည်သူ့အလုတ်ကတော်တဲ့ပဇွန်ကျစ်စာမြေညက်ကလေးတွေကိုတောင်းနဲ့သွားထမ်းပြီးအိမ်ကြတော့ရေနဲ့နဲတမအောင်နေပြီးတော့တရားနာပြိတ္တရေအိုးလုတ်ပြီးတော့ကောက်ရိုးနဲ့ဖုတ်ပြီးရောင်းစားနေရတဲ့ဂတိကာရသူ့အမေအိုကြီးရှိတယ်မျက်မမြင်ကြီးအမေအိုကြီးလှုပ်ကြွေးနေဒီကနေ့တော်တဲ့သူကပဇွန်ကျစ်စာမြင့်မြေစာသွားပြီးတော့ထမ်းကိုက်ရှာကိုက်ကတ္တဗမြတ်စွာဘုရားကြွလာပြီကြွလာတော့အိမ်ပေါ်ကအမေအိုကြီးကိုဘေးကပြောကြအိုဂတိကာရအိုရင်းတဲ့ကြီးဟဲ့အခုခေါ်လာဘလူလုံးအဖွားကြီးကိုဗျဘသူတုံးတောင်မပြီဘူးဟဲ့အခုခေါ်လာဘလူလုံးမပြီဘူးအိုးကတ္တဗမြတ်စွာဘုရားကြွလာလို့ဆွန့်ထွက်လောင်းမှုတော်သားဂတိကာရကြီးမရှိဘူးလားမရှိမှဘူးတော်တယ်သွားရဲ့ပန်းเจ้าနဲ့ဗျာရိုးသွားကြပါစို့ဖိုးကြီးဖွားကြီးเจ้าပြောရင်ကျုပ်ပါရွဲ့မှာလဲစိုးရအဲ့ဒီတော့မှငါသားကိုးကွယ်တဲ့ဖယားလားငါသားကိုးကွယ်တဲ့ဖယားဆိုရင်အရှင်ဖယားဖုံးပေးကောင်းလဲဆိုရင်ဖြင့်တပည့်တော်သားကြီးတော်တယ်မှာမျက်မြေစာသွားထမ်းနေလို့အိမ်မှာမရှိပါဖယားအရှင်ဖယားတို့ဖုံးပေးကောင်းတယ်ဆိုရင်ဖြင့်မိဖို့တဲ့ချက်ပြီးပြုတ်ပြီးသားအခန့်နဲ့ရှိပါလိမ့်မယ်ဝင်ပြီးတော့ဖုံးပေးသွားတော်မူကြပါဖယားဖယားလျှောက်ဖယားကိုယ်တော်မြတ်ကမိဖို့တကားလေးဖွင့်အတွင်းဝင်ပြီးစလုံးမုံလေးတွေလှလိုက်ငပိရေပြောဟင်းရွက်ပြုတ်ကောင်းကန်းတော့မဟုတ်ပါဘူးဖယားကိုယ်တော်မြတ်လေပကံခွက်ရောက်မရှာဘူးအိုးစွတ်ဖုံးပေးတော်မူတယ်ဗျာ
မှတ်ထားနော်မဟုတ်ဘူးရှောက်ထားရင်စားကောင်းတယ်တောင်မျိုးကတကားတော်မတွေမလေးတပည့်တော်တို့ဖျားမနဲ့ဈေးသွားရမှာမို့မနဲ့ဖြင့်ကတော့ကြော့စုံအိမ်မကြွနဲ့လူမရှိဘူးဖျားလို့တော့မလုံနဲ့နော်ရှောက်ထားဂတိကာရာကြီးအားကြလို့အရှင်ဘုရားတို့တပည့်တော်တို့အိမ်ဆွမ်းကန်ကြွတဲ့အချိန်ခါမှာတပည့်တော်တို့ဈေးသွားလို့လူမရှိပေမဲ့လို့မိဖို့တဲ့ချင်ပြီးပြုတ်ပြီးသားခန့်တင်ရှိပါတယ်ဖုံပေးကောင်းဝင်ဖုံပေးတော်မူကြပါဘုရားရှောက်ထားဗျကျွတ်တို့ဘုန်းကြီးတွေကအခန့်တင်ဝင်ကြိတ်လိုက်ယုံပဲကလေးဖုံပေးလိုက်ယုံပဲရောသွားတယ်စားကောင်းတဲ့ရှောက်ထားလို့ဟာအိုးစုဖုံပေးဟင်းရွက်ပြုတ်ကလေးတွေအယိုးကြံတော့ငပိပြော်လေးကဖင်ကထမင်းအိုးလေးကဂျိုးကြံတော့ဘုရားကိုယ်တော်မြတ်ကဇလောင်းပုံးလေးတွေအကုန်ပြန်ပိတ်မိဖို့တကားလေးစိတ်ပြီးတော့ပြန်ထွက်ကြွသွားလာပြီးဂတိကာရာကြီးပဇွန်မျက်မြေစာတောင်းကြီးထမ်းအမေဟဲ့လူလေးတားကြီးပြန်လာမလားဟုတ်ကဲ့ကျွန်တော်ပြန်လာပြီမေကျွန်တော်ကိုယ်ဝယ်ထားတဲ့ကသဗ္ဗမြတ်စွာဘုရားကြွမလာဘူးလားမေရဲ့လာပါတော့တော်မင်းကိုယ်ွယ်တဲ့ဘုရားငါသားကြီးမရှိလို့မိဘတဲ့အခန့်နဲ့ချက်ပြုတ်ထားတာရှိပါလိမ့်မယ်တပည့်တော်မျက်မမြင်မှုခူးပြီးတော့မလောင်းနိုင်မှာဖုံးပိတ်ကောင်းရင်ဖြင့်ဝင်ပြီးတော့ဖုံးပိတ်သွားတော်မူကြပါဘုရားလို့ရှောက်လိုက်တော့သားရဲ့ဆာလုံးလို့ထင်ပါရဲ့တကြုတ်နဲ့စားတာအမေကြလိုက်တယ်အမေအိုကြီးကပြောတော့ပဇွန်မျက်မြေစာတောင်းကလေးချမိဖို့တကားလေးဖွင့်မိဖို့တဲ့ဝင်ပြီးဆလောင်းမုံလေးတွေလှကြည့်လိုက်ဟာကြည့်စမ်းငါပြီးပြောအိုဖင်ကကြံတော့ဟင်းရပြုတ်ကလေးကလည်းအယိုးရှိတော့ဟာထမင်းကလည်းဂျိုးကြံတော့ဟန်ကြလိုက်ပါပြီဂတိကာရာမင်းကိုကသဗ္ဗမြတ်စွာဘုရားကိုရောမြတ်ကြီးကချီးမြှောက်တော်မူပါပေသောဝမ်းသာလွန်လို့မီးဖို့လေးလှဲ့ပတ်ခုန်ပေါက်ပြီးတော့လေလာဘဝတ္တမေတုလဒံဝတ္တမေလက်ကောင်းကြီးရဟဲ့သာသနာတော်ကြီးနဲ့ကျုံလို့ဘုရားကိုရောမြတ်ကြီးနဲ့တင်းရင်တနည်းဖြစ်လို့ငါ့ကိုချီးမြှောက်တော်မူတယ်ဝမ်းသာလိုက်ပါပြီလို့ခုန်ပေါက်ပြီးကတဲ့ဗျာဒါပတိနည်းနည်းတော့မေးရအောင်တောင်ငူမြို့နဲ့ရောက်ရှိလာတဲ့နယ်သူနယ်သားတွေခမည်းတော်ကမြန်လျှောက်ထားလို့ကျွတ်တို့ဘုန်းကြီးကိုတော်တပါးပါကအယိုးနဲ့ဂျိုးနဲ့ဖင်ကကြံအောင်မြန်စားသွားရင်အဲ့ဒါလို့ကနိုင်ပါမလားမထင်မြတ်တလောက်ဆန်ရှားစီရှားကြီးအလိုက်ကန်းစိုးမသိတွန်းစားသွားငါ့ဖို့တောင်မချမ်းဘူးလို့ဩသို့သောလည်းတရားရှိရဲ့တောင်မြူဖြစ်နေတောင်မူဟုတ်ပါတရားရှိတဲ့တောင်မူမျိုးကတော့ကကျင်လဲကနိုင်ပေလိမ့်မယ်ပြိဿတချို့ဒေသလို့ဆိုကြပါစို့ဒါတရားဘုန်းကြီးကတော့ထုံးစံဒီတိုင်းပဲပြောရမှာပဲမျက်စိအောက်ကြီးဒီလူတွေအပြစ်တင်လို့ဖြစ်တာမှမဟုတ်ပဲသို့တော်လည်းချိန်ထိုးတာကြည့်ကြဗျာချိန်ထိုးတာကြည့်ကြအင်္ဂလိပ်စကားလို့တော့ကွန်ပယ်ယာဆိုတာကွန်ပလဲယာဆိုတာကျုပ်မသိပါဘူးပြောတတ်ပါချိန်ထိုးတာကြည့်ကြတော့နှိုင်းရှင်တာကြည့်ကြတော့ကဲကြည့်တရားနာပြိဿရေအဲ့ဒါလို့တစ်ချိန်ကပြီးတဲ့နောက်ဂတိကာရာကြီးမရှိခိုက်တရားနာပြိဿရေကသဗ္ဗမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကချီးမြှောက်ခြင်းလုံးလို့ဟဲ့ဂတိကာရအိမ်သွားပြီးတော့ကြောင်းဟိုနေရာလေးမိုးယိုနေတဲ့ခြေသားတို့ကောက်ရိုးသွားအလှခံကြီးကြအလှခံခိုင်းတယ်ချီးမြှောက်ခြင်းလို့တက်တက်ခိုင်းရှိဘူးဂတိကာရကြီးမရှိတော့ဖွာကြီးဟဲ့မင်းတို့ဘလူလုံးမင်းတို့မလုံးနဲ့ကျွတ်တို့ဘုန်းကြီးတွေဖယားကလောပါဂလောပါအဖွားကြီးဆိုတော့ကြွကြတာကိုဘာကိစ္စရှိလို့တုံးဖယားကသဗ္ဗမြတ်စွာဘုရားကကြောင်းမိုးမလုံးလို့ဂတိကာရအိမ်ကောက်ရိုးသွားအလှခံကြီးဆိုလို့ကောက်ရိုးများကုန်းနေပါဗျာအိုးဖုတ်ထားလို့မရှိဘူးလို့သားကြီးပြောသွားလို့သိရပါတပည့်တော်လည်းမျက်မမြင်ဒုက္ခိတကြီးပါဗျာအဲ့ဒါဘုရားပြန်လျှောက်တယ်ကောက်ရိုးမရှိဘူးတဲ့မြတ်စွာဘုရားဟဲ့မရှိလို့ရှိရင်ဂတိကာရအိမ်အမိုးတွေကိုသွားဖျက်ယူခဲ့ကြချီးမြှောက်တာပိဋကသာသနာတော်မှာလေ
ကြီးညိုမှန်းသိရင်ချီမြောက်တတ်တယ်ဗျဘုရားကိုတော်မြတ်ကြီးနဲ့တန်ဃာတော်များကတွားဖြတ်ယူခဲ့ကြဆိုတော့အမိုးတွေကိုတော်တွေတက်ဖြစ်ကြအဖွားကြီးဟဲ့ဘသူတွေတော့ငါသားမရှိခိုင်မလဲငါလာပြီးတော့စော်ကားကုန်ရပြီအဖွားကြီးအော်ရောအော်တော့အိုးတက္ကမကြီးသင်သားကိုးကွယ်သောကတ္တဗမြတ်စွာဘုရားကောက်ရိုးမရှိအမိုးတွေဖြစ်ခဲ့တယ်ဆိုလို့ကျွတ်တို့တန်ဃာတော်တွေလာဖြစ်ကြတယ်ဟဲမလေးငါသားကိုးကွယ်တဲ့ဘုရားကဆိုရင်ငါဖြက်ကြတော့ဖြက်ကြတော့ဟောဖြက်ယူသွားကြရောယုချီမြောက်တာနော်ချီမြောက်တာပရိသတ်ရဲ့ပြန်လာပြီဟိုဂတိကာရကြီးအိမ်လှမ်းကြည့်လိုက်ဟာအေးအိုးအရင်မိုးတွေမရှိဘူးဒါတော့ငါမရှိတော့မေအိုကြီးစော်ကားကုန်ကြပြီထင်ပါရဲ့အမေအိမ်ဘယ်လိုလာတော့မေရဲ့ဘယ်လိုစော်ကားတော့အရင်မိုးတွေမရှိဘူးမေရဲ့ဟဲ့သားကြီးမအော်နဲ့လေမဆူနဲ့လေငါသားကြီးကိုးကွယ်တဲ့ဘုရားကကြောင်မိုးမလုံလို့အမိုးတွေတွားဖြစ်ကြဆိုတန်ဃာတော်တွေဖြတ်ပြီးတော့ယူသွားကြတော့ဟာဝမ်းတာလိုက်ပါပြီဒီတခါတော့တောင်းကြီးတောင်မချဘူးပြိဿအိမ်ကြီးလှည့်ပတ်ပြီးတော့လာဝဝတမေတုလထံဝတမေလို့ဝမ်းတာလုံးလို့ခုံပေါက်ပြီးကပြန်မျိုးဝမ်းသာလုံးလို့နော်မေးရအောင်မဲ့တောင်ငူမျိုးကဆရာတော်သံဃာတော်များကကြောင်းမိုးမလုံလို့တောင်ငူမျိုးတဲ့ဟာဘသူအိမ်ကသွတ်တေသွားခွာရဆိုရင်ခွာယူရင်မေးရအောင်ကနိုင်မလားဗျို့ဂိုင်းဘာပြောခြင်းသေးတော့ကနိုင်တယ်ဆိုရင်မနဲ့ဖြင့်ကလာဖြက်မလို့လက်တွေ့ကြတော့မလောက်ဘူးဆိုလို့ကဘာတီရဲ့စိတ်တော်ပရိသတ်ရဲ့အယမိုးဖြတ်တာကိုဝမ်းသာလို့ကခဲ့တယ်မလွယ်ပါဘူးခမည်းတော်တွေကအကယ်၍များတပည့်တော်တို့အိမ်အမိုးလာဖြစ်လဲတပည့်တော်တို့ဝမ်းမြောက်ဝမ်းသာကပြီးတော့လှူမှာပါဖရလို့ဖုန်ကြီးအားနာလို့ရှောက်တောင်တောင်ငူမြို့ကတန်ဃာတော်တွေကျုပ်ကလက်သိပ်ထိုးလျှောက်ခဲ့ရမှာသွားမလုပ်ကြနဲ့တကယ်ဖြစ်ထောင်ထဲချမှာဖရလို့မရဘူးပရိသတ်အဲ့ဒီကဲ့သို့တရားကောင်းခဲ့တဲ့ဂတိကာရအိုးထိန်တဲ့ကြီးရဲ့အိမ်နေရာသည်တကဘာပတ်လုံးနေမပူမိုးမရွာပဲနဲ့ကဘာတီခဲ့ပါတဲ့ဗျာဘယ်နှခုတုံးပြီးသွားပါလားပြီးသွားပါဗျာဘယ်နှခုတုံးဟဲ့၄ခုပါဗျာနံပါတ်1ကဘာပါလိဘုံမင်းသစ္စာဖြစ်နေလေရဟုတ်ပြီနံပါတ်2ကရောနံပါတ်3ကရောလာတဲ့ကယုံတဲ့စိတ်နံပါတ်4ကရောဟိကဲဘလောက်ဟန်ကြသွားတော့တူတုတ်တုတ်နဲ့တရားဟောစရာမရှိတယ်ဘယ်ကထွက်လာတယ်မသိဘူးတပုတ်တော့ပြီးသွားဗျာရှေ့ပိုင်းနောက်ပိုင်းအတွက်ကတော့တရားနာပိဋကရေကျွတ်တို့နာမည်လေးကတော့ခတ်ရိုးရိုးပေါ့ချစ်တော့ချစ်တယ်ဒါပေမဲ့ဆိုတဲ့တရားကိုဟောရိုးလေးဟောဘူးကျောက်ကခမည်းတော်သုံးနေကြတယ်မို့လားချစ်တော့ချစ်တယ်ဒါပေမဲ့ဆိုတာမဆုံးသေးဘူးသို့တော်လဲဆိုရင်ကြံသေးတယ်နေပါအောင်ဆိုရင်မသွားနဲ့ဟောဆိုရင်ကားတောင်ရဗမာစကားတော်ရှုပ်တာဘလောက်ရှုပ်တင်မဲ့ပြောချင်ရဲ့နဲ့တမင်တက်တက်မျိုးသိပ်ပြီးဒါပေမဲ့လို့ကွယ်ဝှက်ပြီးထိန်းချန်ထားတဲ့နောက်ကစကလုံးကိုငါဒီကနေ့ဗျောင်ထုတ်ဟောမလို့ဟဲ့ဒါကြောင့်နောက်ပိုင်းအဲ့ဒီဇတ်ထုတ်ကိုဟောမယ်ခုရှေ့ပိုင်းခိတ္တနာလို့အနာပေးတဲ့အချိန်ခါမှာဖယားအတွက်မှုအားတက်ပြီးတော့ဂတိကာရအားကြပြီးတော့ကြိုးစား၍လှူဒန်းရအောင်ခိတ္တနာမယ်ဒါကြောင့်ပမာရိနာမမေ့မလျော့မပေါ့မဆာတော်တတိတရားဖြင့်တံပါတိထမိမိတို့ကြီးမှန်သမျှလွယ်လေးနဲ့ကိုပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်းတ
တိခါပြီးတော့ခဏလေးနားထောင်ပါသားရဲ့ပြီးတော့မှအမေဟိုတတ်တဲ့လေတတ်တာပြစ်လိုက်ပါတော့အမေလေဟောဒီရာဇဂိုမျိုးကမဟုတ်ပါဘူးသားရဲ့တာဝတိမျိုးကမင်းအဖေနဲ့အမေရကားစားတညတာနေပြီးတော့မင်းအဖေခရီးထွက်အသွားမင်းအမေကြီးကလေသူ့သားနဲ့ခါတဲ့တန်နေမဟုတ်ဘူးဆိုပြီးတော့အမေကိုနှင်ထုတ်လို့ထွက်ခဲ့ရတယ်တာရဲ့ကုသိုလ်ကဲလို့မရှိတဲ့ငါသားကိုဟောဒီစရာပေါ်မှာဖွားမြောက်လို့အမေလေးစရာအောက်ဆင်းပြီးတော့ရေရှာထွက်အသွားပြန်လာတော့အမေမတွေ့ရတော့ပါဘူးအခုမင်းအဖေအမေဆိုတဲ့သူကြွယ်ကြီးယူသွားလို့နဲ့တူပါရဲ့ဒါကြောင့်တာရဲ့မင်းကိုအမေခွေးမွေးသလိုမွေးပြထားကြတာလည်းမဟုတ်ပါဘူးလူသားကိုလူလိုမွေးတာပါပဲတာရဲ့ဒါပေမဲ့လို့အကြောင်းမသိလို့ဒီလိုဖြစ်သွားတဲ့ကိစ္စအမေလေးထိတ်မွေးပေါက်တယ်လို့ရှောက်ပြီးတော့ရှာတော့လေဘယ်မှမတွေ့အမေလေးခိုးကိုရမဲ့တဲ့မိမသားဘဝမို့ရောက်မိရောက်ရထွက်ပြီးတော့သွားလိုက်တာတောကြီးတဲ့ရောက်တော့လေမုတ်ဆိုးကြီးနဲ့ရတယ်သားရဲ့မုတ်ဆိုးကြီးနဲ့အတူတကွနေလာခဲ့လို့ဟောတာလေမုတ်ဆိုးကြီးနဲ့ရတဲ့အမေဆုံးအဖေခွဲမင်းနှမလေးပဲတားလည်းမင်းနှမလေးပဲလို့လည်းပြောလိုက်ပါလိမ့်ရောဟင်အကိုညီမလေးမာကုန်ပြီဘယ်လိုအမားကြီးပါလိမ့်မတော့ဒီဘဝပဲဆိုမှပြင်မရကြတဲ့အမားကြီးနဲ့ဆုံတွေ့ကြပါပေါ့လားအမေကျွတ်တော်ဘဝလူဘဝခကြီးဘယ်လိုဆက်ပြီးတော့ရှောက်ကြပါမတော့ကျွတ်တော်ဘယ်လိုလုပ်ပြီးတော့ဆက်ပြီးရှောက်ကြပါမတော့တာရဲ့ဒါကတော့ဖြစ်သမျှအကြောင်းအကောင်းကြီးပေါ့တာရဲ့ဟင်ဖြစ်သမျှအကြောင်းအကောင်းကြီးပေါ့ခမရကျုပ်လူမတ်ကြည်စမ်းမိမရောက်ကြီးခွေးခမရခွေးမကြီးကျုပ်လူမတ်တယ်ခမရလေခမရရောက်ကျွတ်တို့မောင်နှမတွေဒုက္ခရောက်ကြပြီခွေးမကြီးခွေးမကြီးကမွေးလို့ဟောဒီခွေးမောင်နှမခမရလေတေပြီတော့ခမရမထားဘူးခွေးမကြီးဆိုပြီးတော့လက်ပြီးကြစ်ပါအောင်ဆုပ်ပြီးထိုးမလို့ကြိတ်မလို့တအားပြေတော့ခလေးမလေးကလှမ်းဆွဲလိုက်ကိုရဲ့ဘယ်လိုလုပ်မှလဲကိုရဲ့မနှိမ့်သက်ပါနဲ့ကိုရဲ့မိကိုမနှိမ့်သက်ပါနဲ့ပရီတွေတွဲလို့အကိုရဲ့မျက်စိတိခါကိုင်းနှထိုင်နေဘဝအမေကြီးဟိုကြီးဘဝရောက်ခါမှာကိုလာလွယ်ဆဲလာဖွာတဲ့မွေးကျေးဇူးတွေဆမ်းမလို့လားကိုရဲ့မထိုးပါမတိတ်ပါနဲ့ကိုရဲ့အမေမနှိမ့်သက်ပါနဲ့ဒီဒုက္ခကြီးဒီလိုလာပြီးတော့ဆိုရတာဟောဒီခွေးကောင်းမကြောင့်ဒီခွေးကောင်းမအကိုတို့အိမ်ကိုတန်းကလာမရောက်ရင်ဒီဇတ်ထုတ်ကြီးပေါ်ကြပါဘူးခုတော့လေညီမခေါင်းကအမရွတ်ကြောင့်ဒီဇတ်ထုတ်ကြီးပေါ်တာဟောဒီကြိုကောင်းမဟိုသာတတ်လိုက်ပါတော့အမေမနှိမ့်သက်ပါနဲ့အကိုရဲ့လို့တဖွာဝခဏကလေးမလေးတတွတ်ပြောတော့လက်သီးစုပ်လေးတော့ပြီးလာအော်ညီမလေးအကိုမှားပါတယ်ကွာအမေကျုံမှားပြီမေရဲ့ကျုံမှားပြီမေရဲ့အမေသားကိုပြစ်ထားကြရဘုံနေမုတ်ဆိုးကြီးနဲ့ရလို့ဟောဒီသမီးလေးဖြစ်ပေါ်ခဲ့ဘုံနေပြောပြပါစေကနဲ့နားမဝင်ပဲလေအမေကျုပ်အမေကိုပြောလိုက်တာလေဖြစ်သမျှအကြောင်းအကောင်းကြီးပေါ်ဆိုတဲ့စကားကြောင့်ဒေါသထွက်သွားတယ်မေရဲ့ငါသားရဲ့ဖြစ်သမျှအကြောင်းအကောင်းကြီးပေါ်ဆိုတာကဒီဘဝဒီခရီးမရကြီးမရငယ်ဘဝနဲ့အတူတကွနေသွားကြစို့လို့ပြောတာမဟုတ်ပါဘူးသားရဲ့မယူဆချက်လွဲသွားလို့ပါသားရဲ့ဖြစ်ခဲ့တာဒီပြီးခဲ့တာဒီပြေဘုံကချပြီးတော့စိတ်ချမ်းသာသာနေကြဖို့ဒါကိုဆိုတာပါသားရဲ့အမေကျုံမှားပြီမေရဲ့အမေက
ကိုထိုးမလို့ကြိတ်မလို့ရွယ်တဲ့ဟောဒီလက်သွားတော့ဟာမြေကြီးတအားကြိတ်ထိုးအကိုမလုပ်ပါနဲ့ကိုရဲ့ကိုလည်းနှိမ့်သက်ပါနဲ့မနှိမ့်သက်ပါနဲ့ကိုရဲ့ညီမဦးလည်းတနာပါအောင်ခလေးမလေးကတဖွာဝပြောဟောအမေလို့သူကလည်းမျက်ရည်စနဲ့သားလို့သူကသူ့ရင်ပတ်သူ့လက်သီးနဲ့ထုလို့သားတမဲလင်းမောင်မှခမညာမလေးကြည်စမောင်တားလက်တာတမဲလက်တမဲလင်းလဲလင်းမောင်လဲမောင်မကောင်းတဲ့ဘွယ်ရူးကြီးလေးဟုရပြီအမေရဲ့သားတမဲလင်းမောင်မှခမညာမကြွတွေအခါလိုနာလာကြီးရဲ့ဝန်ဒမိဆိုကအမေကိုကြော့ဝေမယ်အမေကျုပ်ခွေးလို့ဆိုခဲ့လို့ကြည်တော်ဘူးထင်ပါရဲ့ဝန်ဒမိဆိုကအမေကိုကြော့ဝေမယ်ခွေးလို့ဆိုရင်မကြည်ကြနိုင်ပါပြီကလာမကြည်ကြနိုင်ပါပြီကလာမလေးဘယ်လိုလုပ်ပြီးတော့ဒီအပြစ်တွေကျင်နိုင်မှာမလို့အမေရဲ့အမေကျွတ်တို့ဘဝအမှားပြင်လို့မရတော့ပါဘူးကျွတ်တို့3ယောက်စလုံးသေးကုန်မှအေးကြမထင်နဲ့အမေရဲ့အမေလို့သူကလည်းသားရဲ့သတိထားပါသားရဲ့နှမလေးလို့သူကလည်းအကိုကိုပြေးဖက်လို့နှမမရသမီးချွေမှာပါကိုရဲ့နှမလဲနှမမရလဲမရသမီးလဲသမီးချွေးမလဲချွေးမအမလီတဏှာတက်ပိတ်လိုက်တဲ့ဂုံတူးဝဲရူကြီးရလို့နှမမရသမီးချွေးမပါကိုရဲ့ကျမအမကြီးလေးဘဝကိုမေခွန်းလွတ်ကြတော့လေကျမရဲ့အပြစ်တွေကိုလေအကူနဲ့အမေခွန်းလွတ်ကြပေးမယ်လို့ဒီအပြစ်တွေပြေးနိုင်မှမလားရဲ့လို့ကျမအမကြီးလေးဘဝကိုမေခွန်းလွတ်ကြတော့လေထိုအပြစ်တွေလူကလူရကျင်းနိုင်ပါတကယ်ကိုစုပ်တဲ့ကံယုတ်ကမ္မတမအချင်းတရားအကိုရဲ့တကယ်ဆိုတဲ့ကံကြီးနဲ့ထပ်ပြီးတော့ကြုံကြပါဝလားကိုရဲ့အမေလို့တဲ့လူကလည်းသမီးလေးတစ်လှည့်ကြည့်လိုက်သားကလေးတစ်လှည့်ကြည့်လိုက်နဲ့သားတို့သမီးတို့ငါသားကြီးမှလင်းမြည်ရတာမဟုတ်ငါသမီးကြီးမှလင်းမြည်ရတာမဟုတ်တဏှာတပ်ပြီးတဲ့ဘွယ်ရူးကြီးအမေလည်းရတာပါပဲရဲ့လို့အမေမရရောက်ခမမိပါပါသားတို့သမီးတို့ရဲ့အမေလည်းအမေမရလည်းမရရောက်ခမလည်းရောက်ခမမိပါလည်းမိပါအမေမရရောက်ခမမိပါပါသားတို့သမီးတို့ရဲ့အခြေတရားမောက်ခါသားသမီးနှစ်ယောက်ရဲ့ရှေ့တွေပါအမကြီးရောက်ခဘဝင်လေးခုံလာကြီးရဲ့ရင်တုံးကမောရင်တုံးကမောအမလေးငိုးနေတာမိမကြီးကျုပ်ကယောက်ျားသံဖြစ်နေသကူဟုတ်တယ်ရှားရှိတယ်လည်းမအောင်မီနဲ့နည်းနည်းတော့ရှည်ပြလိုက်ရအောင်မိမကအတွန့်နဲ့အတက်နဲ့ဗျမိမငိုတာကဒီလိုမဟုတ်ဘူးနားထောင်ကြည့်အခြေတရားမောက်ခဘဝင်လေးခုံလာကြီးရဲ့ရင်တုံငါမောအမေဒီလိုလာမှာကိုရင်တုံငါမောအမေဒီလိုလာမှာကိုအဲဒါကြောင့်ရှည်လိုက်အောင်မယ်လို့ပြောနေမှာငါရှိပါစေတော့ဗျာငိုတယ်လို့အောင်းမေသမီး3ယောက်ငိုပြီးတော့တရားနာပရိသတ်1ယောက်မျက်နှာ1ယောက်တစိမ့်စိမ့်ကြည်မျက်နှာလေးတွေလက်ဝါးနဲ့အုပ်ပြီးတော့ဟောပလက်လန်လဲသွားလိုက်တာ3ယောက်သလုံးမလှုပ်တော့ပါဘူးဗျာလဲသွားပြီတဏှာမျက်စိမပါဘူးဆိုတာခမရတို့ကျွတ်တို့ကပါဇက်ပြောဟိုမှာလက်တွေ့ဒန္တာကြီးမဟုတ်ဘူးနော်ဒန္တာကြီးမဟုတ်ဘူးနော်ကျမ်းဂန်ထဲကထုတ်ဟောနေတာလက်တွေးဟိုမှာဒါကြောင့်ရှေးလူကြီးတွေစီးတာတာပေါ့
အတွင်းထရံအတွင်းအပြင်းထရံအပြင်းအမလေးဒူနေရဒူတော်နေရတော်အိုးနေရအိုးဆလောင်းနေရဆလောင်းဘလူစီတဲ့မောင်အခန်းနှမမဝင်ရနှမအခန်းမောင်မဝင်ရဆိုတာရှေးလူကြီးတွေဒါကြောင့်စီးတာတာပေါ့ခုခေတ်တော့ဟုတ်ပါအောင်ကြောက်ပြင်းတစ်ချက်ထဲမောင်နှမနှစ်ယောက်အတူတူလိမ့်နှခမ်းဒီတထောင်နဲ့အတူတူဆိုဘာမှမဖြစ်တော်ကြပေတာပေါ့လေရှင်းလူကြီးတွေတားတဲ့စီဟဲ့အခုကြီးရွှေမျိုးစပ်ဖို့တောင်မျက်စိလေသူတို့ဇတ်ထုတ်မှတ်ထားကြနော်ဒါပေမဲ့ခင်ဗျားတို့ပြောနေတာအဲ့ဒီဇတ်ထုတ်ကယူပြောနေတာဒါလေးကဘာတော်တော့နဲ့အဲ့ဒါကျုပ်ရဲ့သားသမက်ပါတဲ့ gain ဟိုလည်းမဟုတ်ဘူးခင်ဗျားတို့သားဖြင့်သားပြောသမက်ဖြင့်သမက်ပြောဒါပေမဲ့အဲ့ဒီဇတ်ထုတ်ကယူပြောတာသားသမက်လေးပါတဲ့ဟိုကမှာဗျသားလည်းသားသမက်လည်းသမက်မှန်းတာဘက်ကိုပါဒီထဲပြောကြသည်အဲ့ဒါလေးကဘာတော့အဲ့ဒါဒါကျုပ်ရဲ့သမီးချွေးမလေးပါဟိုကမှာဗျသမီးလည်းသမီးချွေးမလည်းချွေးမခင်ဗျားတို့အဲ့ဒီဇတ်ထုတ်ကယူပြောနေတာဒါကဘာတော်တော့အဲ့ဒါကျုပ်လင်သားပါတဲ့ gain လင်လဲလင်သားလဲသားဘာပြောချင်သေးဘာမှပြောနဲ့အကုန်တဲ့ကြီးပဲလွဲတာတခုမှရှိဒါဘာတော်တော့ဆိုအဲ့ဒါကျုပ်ရဲ့ရောက်ခမမိပါတဲ့ gain ရောက်ခမလည်းရောက်ခမမိပါလည်းမိပါအဲ့ဒီကယူပြောနေတာဗျကြည်တရားနာပြိတ္တာကြီးသတိမေ့ပြီးတော့တွားကြရမှာတမိ၃ယောက်မျက်လုံးလေးတွေဖွင့်ကြည့်တယောက်မျက်နှာတယောက်မြင်လိုက်ခေါင်းလေးထောင်ကြည့်ရကပြန်လဲသွားလိုက်နောက်တော့တရားနာပြိတ္တာကြီးတမိ၃ယောက်စလုံးပြိုင်တူထတယောက်တအားပြေဖက်ပြီးတော့ဘယ်လိုသဘောရတယ်လဲသားရဲ့အမေဘယ်လိုမှသဘောမရဘူးကျွန်တော်ပြောမယ်အမေရဲ့ကျွန်တော်တို့ဒီလိုမျက်ရည်တွေရေလိုသုံးပြီးတော့ဒုက္ခရောက်ကြတဲ့တရားခံရှာလိုက်တော့လေအမေလည်းအပြစ်မရှိပါဘူးဗျာဟောဒီညီမလေးလည်းအပြစ်မရှိဘူးသားလည်းအပြစ်မရှိဘူးမေမေရဲ့ဘယ်နဲ့မရှိရမှာတော့သားရဲ့အမေမွေးလို့ဟောဒီမောင်နှမလေးရောက်ဒုက္ခရောက်ကြတာအမေအပြစ်ပေါ့ဟုတ်ပါဘူးမေရဲ့အိုးအကိုဒီမဲ့အမေလည်းအပြစ်မရှိဘူးအကိုလည်းအပြစ်မရှိဘူးဟောဒီဂျိုကောင်မကြောင့်ဂျိုကောင်မဒီအိမ်ရောက်လာလို့ဒီဇက်ထုတ်ပေါ်ပြီးတော့ဒုက္ခဖြစ်ကြတာပဲမဟုတ်ပါဘူးကွယ်ညီမလေးလည်းအပြစ်မရှိဘူးအမေလည်းအပြစ်မရှိဘူးဟောဒီသားလည်းအပြစ်မရှိဘူးအမေရဲ့တကယ်ကျွန်တော်တို့ဒုက္ခရောက်အောင်လုပ်တဲ့တရားခံရှာလိုက်တော့အမေမောင်းသားမောင်းမောင်းနှမမောင်းမသိအောင်ဖုံးအုပ်ထားတဲ့အဝိဇ္ဇာမေအဝိဇ္ဇာဥက္ကဋ္ဌလုတ်လို့ပြီးတော့လေအဝိဇ္ဇာကဥက္ကဋ္ဌလုတ်ပြီးတဏှာဆိုတဲ့အတွင်းရမှုချဲလေလည်းများကျွတ်တို့ခံရတာပဲမေရဲ့အဝိဇ္ဇာတဏှာဝသေနောဟာတွေ့မူလာနီဒီအမြင့်နှစ်ခုမပြတ်သမျှကျွတ်တို့လေဘယ်တော့မှဒုက္ခဇတ်သိမ့်မှမဟုတ်ဘူးမေရဲ့ဒါကြောင့်ဒီလူပေါင်းလူဘဝကြီးကျုံမနေခြင်းတော့ပါဘူးသာသနာပေါင်းဝင်ထောင်ရဟန်းပြုပါရစေတော့ခွင့်ပြုကြပါတော့ခွင့်ပြုလိုက်ရောခွင့်ပြုပါတယ်သားရဲ့ခွင့်ပြုပါတယ်ကိုရဲ့အေးငါသားကြီးဟန်းပြုပြန်တော့လေအမေတို့လဲလေဘိက္ခုနီမဝင့်မယ်သားရဲ့ခွင့်ပြုပါတယ်သားလေးခွင့်ပြုပါတယ်ညီမလေးကိုလည်းခွင့်ပြုတယ်ညီမလေးဒီလိုတရားနာပိဋကကြီးခွင့်ပြုကြပြီးတော့ကမှ၃ယောက်စလုံးသာသနာပေါင်းဝင်ထမ်းလို့ယဟန်ယောက်ျားယဟန်မိန်းမတွေပြုကြပါဗျာဒီလိုယဟန်ယောက်ျားယဟန်မိန်းမတွေပြုပြီးတော့တရားနာပိဋကကြီးကိုတော်လေးဘလောက်ထိအောင်ကြောက်သွားတယ်ထင်တို့ခင်းငါမြင့်နှစ်ဖူးမှာသွားပြီးတော့ထက်ကလက်ကလေးနှစ်လက်ထဲမိုးတဲ့ကြောင်းလေးနဲ့မျိုးနေပူတော့6မိုးရွာတော့အစိုး3နှစ်တိတိစကားမပြောကြောက်သွားတာတဏှာသမှုရိယတကယ်ကြောက်တာတော့3နှစ်တဲ့ပြုစကားမပြောပဲကျင့်ပြေးသားကြီးဘာနှစ်တဲ့အဲပြေးသားကြီးတဏှာသမှုရိယဒီစားထုတ်ဟောတော့ခမည်းတော်နည်းနည်းလောက်မြန်ကြောက်ဘူးလားပြိဿမေအောင်ပြေးသားကြီးမကြောက်ဘူးလားကြောက်ရင်3နှစ်လောက်စကားမပြောပဲနေနိုင်မှာငါသိသားသိရသားနဲ့မေးရ3နှစ်ပြောနဲ့3ရက်တောင်မလွယ်ဘူးတချို့လင်မယားရံဖြစ်အခမ်းမသိဖြစ်တာပဲ3ရက်တောင်မခေါ်ပဲနေပြီမနှဲအောင်ရ
မနဲ့အောင်ရတာပရိသတ်ရဲ့ဒီထဲတယောက်တခြားစီနေတော့ခေါ်ခြင်းစိတ်ပေါက်ရောပေါ့ဗျာတွေးတာကိုတွေးတော့ခေါ်ခြင်းတာပေါ့ခေါ်ခြင်းတော့တစင်ကြီးချိတ်ထားတာမြေသားနဲ့လင်လုတ်တဲ့လူကစကားစားတယ်ငါတစင်ပဲနားထားမိပါလေခေါ်ခြင်းလို့မိမကလည်းခေါ်ခြင်းချင်းဆိုတော့မြင်မှုလားတော့တယ်တစင်ဟိုထိုးထားဆိုတော့ဒီလင်မယားတဲ့သွားကြဗျာရောခင်ဗျားတို့3ရက်မလွယ်ဘူးဟိုမှာကြီး3နှစ်တိတိစကားမပြောပဲကျင့်ခင်ကမြင်နာမှနေလို့ခင်ကတိရိယမထေဒီအမည်နဲ့နေလာခဲ့ဒီကနေ့တော့တရားနာပိဋကတကယ်ကြောက်လို့မှ3နှစ်တိတိစကားမပြောပဲနေလာတော့ဟောကလေးမလေးတယောက်ရောက်လာပြီရောင်လဲလဲနဲ့ဂျိတ်နဲ့လွယ်အိတ်နဲ့ဟင်းရွက်ခူးရဲ့16နှစ်အရွယ်လေးနာနဲ့ခင်နင်းကလေးတွေဖြောင်းတော့လန်းလန်းဆန်းဆန်းချုံနှံကလေးမှာတမင်စီဝင်ကဟင်းရွက်ညုံကလေးကိုမဲခူးခဲ့မှာအိမ်ကကြက်သွန်းဒီကလေးနဲ့3ခွက်ခွက်တင်ကျိုးထားတာအဲ့ဒီဟင်းနဲ့မဲလာပြီပြုတ်ဟင်းရခုထွက်လာပြီလာရင်နဲ့ပြိဿထက်ကလက်အောက်သတင်းသုံးနဲ့ကိုတော်လေးလည်းမြင်လိုက်ရောဟောတော့ဘုန်းကြီးသေးသေးလေးဘုန်းကြီးတောင်သေးသေးကြီးရှိဘုန်းကြီးငယ်ငယ်လေးဆိုပြီးရောဘုန်းကြီးသေးသေးလေးပါသွားရှိခိုးမှာကျိန်းနဲ့လွယ်အိတ်ချဖနှက်ချွတ်ပြီးသွားရှိခိုးကိုတော်လေးကမျက်ခွန်လေးလှန်ကြည့်ဩမတုကမလေးကိုသိယုံသိမျက်စိပြန်မိတ်တိတ်ဖဲနေတယ်တလုံးမှလည်းမေးဘူးရှေ့ဆက်ပြီးတော့ဘာမှမစင်တော့ဘာမှမပြောဘူးသိယုံနဲ့ရဖြတ်ထားလိုက်ကလေးမလေးကငါတခါတည်းကြည့်နောက်ထပ်လည်းမကြည့်သူမသေးမချင်းကြည့်နေရမယ်အတိုင်းကြည်သားမျက်ခွန်ကြီးဖုံးလို့ပြန်နာကောင်းပါဒီတော့မှပြန်တော့မယ်ဗျာလှုပ်ဘူးဟုတ်တော့ခဏရှိပါလေကြည်သားစကားလည်းပြောဘူးအဆွန်လားအားလားမသိပြန်တော့မယ်ဗျာလှုပ်ဘူးဘယ်လိုဟာကြီးပါလေကြည်သားစကားလည်းမပြောဘူးအာလားအယူလားအဆွန်လားကဲဒါလောက်ရှိလားငါမကြည့်တော့ခေါင်းပေါ်ကထက်လက်ကလေးဆွဲဖြုတ်တာကောင်းဟိုကတဟသားလေးနဲ့ထောင်ထားတယ်ဒီတိုင်းထောင်တင်ထားတယ်ဒီထက်လက်ကလေးသွားဖြုတ်တော့တဟသားကရိုင်ပြီးကိုတော့ဘောကားခွာကြီးမလေးဗျာကားခွာကြီးလေသူလည်းကြုံယုံထားဒူးတုတ်ဟိုကလှုပ်ပေါင်ကိုတော့လေးကဒူးတုတ်ပြီးတော့မှအမလီငါငရဲကြည့်တော့မှကတော့ပါဗျာကတော့ကောင်းသေးလားဘုန်းကြီးကားခွာပြီးမှကတော့လှုပ်တတ်တယ်တချို့အလေသူ့ဟာလေးငါပြန်ပြီးတော့တင်ထားခဲ့တာကောင်းထမတော်ပြီလေနောက်ထပ်တစ်ခါလေးတစ်ခါခွာနှစ်ခါခွာဖြစ်နေရောတော်ပြီပြန်လာကောင်းတယ်ပြန်ပြီတပည့်တော်မှမလှဲ့ကြည့်သေးတာသူ့စကားပြောမလားလို့မလီငါခုတည်းထိမကြည့်ခိုင်းငါမကြည့်နဲ့တွေ့ကြသေးတာပေါ့ဆိုပြီးနောက်ရက်တရားနာပြည်သားယာကုတွေတည်းမဲ့သပိတ်ထဲမှာဆောင်းလောက်တဲ့ဇလုံးကြီးနဲ့အပြည့်ခတ်ကိုတော်လေးကြွလာတော့ဆွန်လားအားလားသူကစမ်းမလို့ဟိုကကိုတော်လေးကြွလာတော့သပိတ်ဖုံးလေးဖွင့်ပြီးတော့ယာကုတွေသပိတ်ထဲလောင်းပြည့်လောက်တော့ကိုတော်လေးကလက်ကပြတယ်တော်တော်တဲ့ပါဇက်ကမပြောခြင်းလို့တော်တော်ဆိုတဲ့သဘောပေါ့ရဘူးဇုတ်ပိတ်လောင်းတော့မှ3နှစ်ထိန်းခဲ့တဲ့ကိုတော်လေးလေအဲ့ဒီနေ့အလောင်းဗဂိနီလို့စကားလေးတစ်လုံးထွက်သဗျဗဂိနီနမအလံတော်လောက်ပြီးပြေကုန်ပြီးဖိတ်ကုန်ပြီးရှမ်းကုန်ပြီးမြေကြီးပေါ်ကြကုန်ပြီးပေါ့ဗျာတော်တော်တဲ့စကားတစ်လုံးထွက်တဲ့ချင်းနမတော်တော်တဲ့အဲဖုံးလာခဲ့သမျှဒကမနဲ့ကြမှာပေါ်တော်မူဖြစ်ကြည်လို့ကြနော်ဒကမတွေကြည်ပြောကြဘုရားမရှိတဲ့နောက်ဘုန်းကြီးတွေခမရတို့အေတတဲ့ပေးတတ်ကြခမရတို့ပေးတဲ့အေတတဲ့ခံယူနေရအမလေးဘဲကိုတော်ကရေရီယိုကြီးနဲ့ပေးတဲ့အေတတဲ့ဘဲကိုတော်ကကက်ဆက်ကြီးနဲ့မဲဘဲကိုတော်ကစိုက်ကားပဲနှစင်းထောင်ထားတယ်တော့ကြဘဲကိုတော်ကဘိုးဘွားမိဘအမွေမြေတွေပဲနဲ့ဧကရှိတယ်ကြည်လို့ကြနော်ဖယားမရှိတဲ့နောက်ခမရတို့အေတတဲ့တန်တွေကလည်းစူးညံလို့ကြည်အခုဟိုမှာတရားနာပြည်သားသူ့ကြမှာပေါ်တော်မူဖြစ်ဒီလိုတရားနာပရိသတ်ကြီးစကားတစ်လုံးထွက်ပြီးတော့ကြောင်းပြန်ရောက်တော့က
ကမ္မထံတရားတွေကြိုးစားအထုတ်လိုက်တာအာသဝကုန်ခံ၍ယဟန္တာဖြစ်တော်မူအဲပြိဿကြီးဘာဖြစ်သွားတော့ယဟန္တာဖြစ်တော့အဲ့ဒီခင်းကမြင့်နာမဘယ်ရင်သူ့ရဲ့အာယုသင်္ခါရကြည့်ပြီးတော့ပြိဋိဘံဆံရပါပြီယဟန္တာကြီးပြိဋိဘံဆံဝဲဆိုတော့လုံလိုက်တွေဆင်းရှင်တွေပြတ်တတ်တွေတလားတွေနဲ့ပူဇော်ကြနောက်ဆုံးပူဇော်တဲ့ဘွဲကြီးဆိုတော့စီလဲစီကားပေသပေါ့ခင်ဗျားတို့ဖြူမြို့ဟိုနာယကဆရာတော်ကြီးပြန်လွန်တော်မူတော့ကစီကားတာလောက်နဲ့ယဟန္တာကြီးစီကားတာကိုမှန်းကြည့်သိနိုင်ပါဗျာဒီလိုနဲ့တရားနာပိဋကကြီးအမေနဲ့နှမကလည်းဘိက္ခုနီမဘဝနဲ့ဩတို့သားလေးမတွေ့ရတာကြာလှပြီထိုးပြီးတော့စိတ်ပြေလက်ပြောက်ရှောက်ပြီးတော့လာလိုက်ကြတာတရားနာပိဋကဇာပနာဝေကြီးနာရောက်ဟဲသမီးလူသားနဲ့ဆူညာလို့ဘာဒီပါလိသမီးဟိုအမေနဲ့သမီးနဲ့တူလာတာသမီးလည်းမေးကြည့်ရမှာပေါ့တကားကြီးဖေရဘာတော့ဖေရဒါဘာပွဲတော့တကားကြီးမလာပါဖေရဒီပွဲကခင်္ဃမြင်နာမှာ3နှစ်တိုင်တိုင်းစကားမပြောပဲကျင့်တဲ့ခင်္ဃတိရိယယဟန္တာမထေကြီးပြိဋိဘံစမ်းလို့နောက်ဆုံးပူဇော်ပွဲကြီးပါဖေရဟောအမေယဟန္တာကြီးပူဇော်ပွဲတယ်မေရဲ့ဟောကြလိုက်တာသမီးရဲ့လာအမေတို့သွားဖူးကြစို့သမီးကလေးပခုံးလက်ကိုင်းလို့သမီးလေးကရှေ့ဆောင်လို့မျက်စိကလည်းမှုန်လှရှာပြီလေဖွားအိုကြီးဘွားရောက်တော့သွားရင်နဲ့ဟဲသမီးအမေဘယ်လိုမှမအောင်မင်းနဲ့နော်ညီကိုတော်ဘုရားအနတ်နဲ့တူလိုက်တာသမီးရဲ့ဟုတ်ပါတယ်မေရဲ့သမီးလည်းဘယ်လိုမှမအောင်မင်းနဲ့နော်အကူတော်ဘုရားအနတ်မှာပဲမေရဲ့အေးယဟန္တာကြီးဖူးပြီးတော့မှအမေတို့ရှောက်ရှားကြတာပေါ့သူတာမှလည်းမသိဘူးဒီလိုနဲ့ယဟန္တာကြီးဓာတ်တော်ယုတ်ကလနာရောက်တော့လက်အုပ်ချီပြီးတော့အမေတယဟန္တာကြီးရဲ့ယုတ်ကလဓာတ်တော်ပဲမေရဲ့ဖူးတော့အမေလို့သူကဖူးနေတုံသမီးကလေးကငြိမ်မနေဘူးထိုင်ရာကထားပြီးလောင်းတိုက်တွေဆင်းနေပြတ်တတ်တွေတလားတွေလှမ်းမျောကြည့်သမီးမငြိမ်တယ်လို့အမေကလည်းငြိမ်မထိုင်မနေဘူးမတ်တရပြီးတော့ယုတ်ကလဘေးခေါင်းရင်းကကတ်လို့မျက်နှာတော်လွှမ်းထားတဲ့သင်္ကန်းစာလေးလှမ်းကြည့်လိုက်ကြတဲ့ကိုကအားရရော့အလိုဖယားငါသားရဲ့မျက်နှာလေးနဲ့တူလိုက်တာဟုတ်များနေမလားဒီခြားနဲ့ငုံကြည့်ဟုတ်ပါတယ်သားလေးနဲ့တူပါရဲ့လူကလေးခေါ်မဖြစ်ဘူးမခေါ်ရဲတာသားဟုတ်ရင်တော်ပါရဲ့မဟုတ်ရင်ယဟန္တာကြီးလာပြီးသားစွတ်ဆွဲရမလားလို့ဆွဲထုတ်မှအကြောက်သားဟဲ့သမီးမေးလာစားသမီးကြည်စားညီကူတော်ဖျားနဲ့မျက်နှာလေးနဲ့တူလိုက်တာအမေမျက်စိမှုံလို့လားမသိပါဘူးသမီးရဲ့ဒီထဲကလေးမလေးကသေချာငုံကြည့်ဟောဟုတ်ပါပြီမေရဲ့ကိုတော်ဖျားပါပဲမေရဲ့ကိုတော်ဖျားပါပဲမေရဲ့ဟင်ပါလူကလေးလူစိမ်းသားကြီးအမလေးမျက်ရည်ရွှေရလို့တုံးပြီးတော့ဒုက္ခတွေရောက်စဉ်အခါတုန်းကငါသားတယောက်တည်းခံစားရတာမဟုတ်ပါဘူးအဲ့ဒီဒုက္ခတွေခံစားတော့ကအမေလည်းပါပါတယ်သားရဲ့ဟောဒီမင်းနှမလေးလည်းပါတယ်သားရဲ့ခုတော့လေဒုက္ခကိုတွင်းကလွတ်အောင်ယုံတဲ့အခါကျမှငါသားကြီးတခါရဲ့ယုံထွက်ရပါပဲရဲ့ယဟန္တာကြီးဆိုပါရတဲ့တရားတွေအမေတို့ထပ်ပြီးတော့ပြတော်မူပါအောင်တော်လားလူကလေးပါရဲ့လူစိတ်သားကြီးရဲ့အမေတို့တရားဓမ္မတွေပြပြီးတော့မသွားနိုင်တော့ပါလားဒုက္ခဖြစ်တဲ့တတ္တဝါချင်းအတူတူအခုတော့တပါးရဲ့ယုံတဲ့အမေအိုနဲ့နမကိုတရားဓမ္မတွေပြပါအောင်တော်လားသားရဲ့လို့အမေအိုကြီးကဇော့ငိုနှမလေးကလည်းအကူတော်ဖယားရင်မပေါ်မျက်နှာအပ်ပြီးတော့ငိုနောက်ဆုံးကြတော့အမေလို့သူကရုပ်ကလပ်ပေးကကတ်လို့အနိစ္စဘိဇနာဟုထိတ်စရဓမ္မမလေးတဲကြောက်စရာကောင်းတဲ့အနိစ္စတရားပါလားယဟန္တာဟာကြီးတော်မှလည်းမထားအမေနဲ့နှမကိုတွေ့ခွင့်မပေးတရားလေးတပုတ်လုံးမှလည်းဟောမပြနိုင်ခုတော့လေဟောဒီလောက
ကြီးတဲ့ကလေပြီးတော့အမေနဲ့နှမကွယ်အောင်ပြုတ်ပြီးတော့တပါးတည်းခေါ်သွားရဲ့လေချင်းတာရဲ့အမေတို့တရားဓမ္မတွေမနာရတော့ပါလားရဲ့လို့အနိစ္စအနိစ္စပိဿနာဟုထိတ်စရဓမ္မကတိန်သာအသေးမကြီးဟင်ညလို့သစ္စာရဲ့ဓမ္မယဟနာတန်လျာမတိဏ္ဏခဏသိရှာဘောအင်းကြီးရဘာအင်းကြီးရမလေးအမေတို့ဘယ်လိုမှတားလို့မရမယ်အတူတူတော့မတားကတော့ရှာဖို့အမေသားဟာဖယားတွေအဆူဆူကမြောက်ရှာတဲ့နိဗ္ဗာန်ကိုစိတ်ကြောင်းမှန်လို့ရဲ့ကွယ်ဟမမင်းမြတ်ကြွလို့သွားဟာအမေမတော်ပရိရိပွားဟာဟောဒီတားတော်ကြီးကိုတော့အလို့အမလေးငူလိုက်တဲ့ဘိက္ခုနီမကြီးဗျာဒုက္ခရောက်ပြီလေပရိသတ်ရဲ့အဲ့ဒီလိုငိုပြီးတဲ့နောက်ဆုံးတားတော်ကြီးယုတ်ကလနောက်ဆုံးပူဇော်ဝဲကြီးပြီးတဲ့အချိန်ခါမှာအမေနဲ့နှမကလည်းကမ္မထံတရားကြီးကြိုးစားအားထုတ်လိုက်တာအာသဝကုံခန့်၍ယဟန္တာမိမ္မကြီးတွေဖြစ်ကြပါတယ်ဗျာပေသာကြီးသူတို့သားမိသုံးယောက်မြဲရည်တွေဘယ်လိုသုံးလာတာရေလိုသုံးပေမဲ့လို့ယဟန္တာကြီးတွေဖြစ်တယ်ဆိုတော့ပရိနိဗ္ဗာန်စံပြီးနောက်ထပ်ဇာတိအသစ်တစ်ဖန်ပြန်ရပါဦးမလားဒါဖြင့်သူတို့ဘဝကအစလားအလယ်လားနောက်ပိတ်ဆုံးလားဒါကြောင့်မြက်ရည်တွေရေလိုသုံးဘဝနောက်ပိတ်ဆုံးဆိုတဲ့ဇတ်တော်သည်သားမိ၃ယောက်စလုံးယဟန္တာဖြစ်တဲ့နေရမှာနေထီတန်းသွားပါပြီ12နာရီခွဲတော့မယ်ခင်ဗျားတို့လည်းဘေးတီကုတ်ကထိုင်တော့ဘယ်နဲ့ဟာဒီမှလည်းမသိဘူး။ကိုင်းကျုပ်ကလက်မြောက်ရမှာပါဗျာ။ကိုင်းဆိုကြအားလုံးတကဘာလုံးမှမြတ်သတ္တာချမ်းသာကိုစိတ်မြဲပါစေ။အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေ။အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေ။အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးဝမ်းသာရကြပါစေ။ကိုင်းအိမ်ပြန်ဖို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြတည်တည်သောမိမိတို့အိမ်ငယ်ဌာနသို့နိဝတ္တန်တို့သိခရသာပြန်ကြပေတော့နိဝတ္တန်တို့မေတ္တာရဲ့ဘခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရလျက်စီရောခြေတရဆွေကလျှံပြီးကိုယ်စိတ်နှဖြာချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း